မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့သာသနာတော်မှာပရိယတ္တိအထုတ်တဲ့ပုဂ္ဂိုလ်များကိုဘုရားမြတ်စွာကိုယ်တော်တိုင်ကနေရာကြီးကြီးပေးတယ်တခါကြီးတခါထွန်းကြောမှန်ပါဗျာပရိယတ္တိအလုပ်အထုတ်တဲ့ပုဂ္ဂိုလ်များကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကနေရာကြီးကြီးပေးပါတယ်ဘယ်လိုနေရာကြီးကြီးပေးထားသလဲဆိုရင်သုတဗုဒ္ဓရေလို့နေရာကြီးကြီးပေးပါတယ်သုတဗုဒ္ဓဘုန်းကြီးတို့ပရိသတ်ကြီးဘာဗုဒ္ဓသုတဗုဒ္ဓရေလို့နေရာကြီးကြီးပေးဘုရားကိုယ်တော်မြတ်ကမိမိနဲ့ကိုယ်တော်မြတ်နဲ့ထပ်တူဖြစ်တဲ့နာမည်ကိုပေးခဲ့တာပရိယတ္တိဝံပုဂ္ဂိုလ်များကိုပေးတယ်ကိုယ်တော်မြတ်နဲ့ထပ်တူဖြစ်တဲ့ဝဲညီကိုပေးခဲ့တာပရိယတ္တိဝန်ဆောင်ပုဂ္ဂိုလ်များကိုပေးခဲ့ပါတယ်လို့မှတ်ပါပရိယတ္တိအလုပ်အထုတ်တဲ့ပုဂ္ဂိုလ်များကိုဘုရားရှင်ကိုယ်တော်မြတ်ကမိမိနဲ့ထပ်တူဖြစ်တဲ့ဝဲကိုပေးခဲ့တယ်သုတဗုဒ္ဓတဲ့ဟုတ်လားမှန်ပါကိုယ်တော်မြတ်ကိုယ်တော်ရင်ကသဗ္ဗညုဗုဒ္ဓပရိယတ္တိသင်လို့တတ်သင်ပြီးတော့တတ်ထားသိထားတဲ့အရှင်မြတ်တွေကိုတဏှိတူတူလေးပြောလိုက်ရအောင်သင်ပြီးသိထားတဲ့အရှင်တို့ကိုဘယ်လိုအမည်ပေးဗုဒ္ဓလို့အမည်ပေးပါဗုဒ္ဓဗုဒ္ဓသင်ပြီးသိထားတဲ့ပုဂ္ဂိုလ်တွေဟာသာသနာမှာနေရာကြီးကြီးရထိုင်းဘုန်းကြီးတို့ပရိသတ်နားလည်ပါသုဒ္ဓဗုဒ္ဓပရိယတ္တိဘဟုတုတောသုဒ္ဓဗုဒ္ဓောနာမပရိယတ္တိအယမဘုသုဒ္ဓများတော်မူကြတဲ့အရှင်မြတ်တို့သည်သုဒ္ဓဗုဒ္ဓမြည်ပါတယ်လို့သင်ပြီးတော့သိထားတဲ့သင်ပြီးအရှင်တို့ကိုဘုရားပရိသတ်များသုဒ္ဓဗုဒ္ဓရဲ့လို့ဘုရားကိုယ်တော်မြတ်ကိုယ်တော်တိုင်းကကိုယ်တော်နဲ့တူမြတ်တဲ့နာမည်ကိုပေးထားခဲ့တာကိုထောက်ရှင်းဖြင့်ဘုရားပရိသတ်များသာသနာမှာပရိယတ္တိဟာဘလောက်ထိတန်းကြတယ်ဆိုတာသိရမယ်မှန်ပါဒါတည်းမခတ်သေးပါဘူးသင်သိထားတဲ့သုဒ္ဓဗုဒ္ဓအရှင်တို့ကိုဘုရားရှင်ကိုယ်တော်မြတ်ကသုဒ္ဓဗုဒ္ဓအမည်ပေးယုံတင်မဟုတ်ဘဲနဲ့သောသုဒ္ဓဗုဒ္ဓအရှင်တို့ကိုပရိသတ်ပေါင်းသူတော်ကောင်းတို့ကဘယ်လိုသဘောထားသင့်လဲဆိုတဲ့အကြောင်းကိုလည်းမိန့်တော်မူပါသေးတယ်ဧဝံဧတံဘိက္ခုပပံပထဧသောဘိက္ခုနတုံမာတံဘာဝကောနာမဗုဒ္ဓနာမဣဒသုံးတတိဣတိဘဂဝါဘုသူတံဘိက္ခုအတ္တနောဌာနေတပိတိသုံးတာจิตသုံးတာဧဝံဤသို့ဧတံဘိက္ခုဤကဲ့သို့ပရိယတ္တိအယာမဘုသူတများတော်မူချသည့်အရှင်မြတ်များကိုသမေသိရှင်သာတို့သည်ဘာသံတထချီးမွမ်းကြပူဇော်ကြကုန်တော်လောဘုရားကိုယ်တော်မြတ်မှာထားခဲ့တာဧဝဧတံဘိက္ခုပတံတထပရိယတ္တိအယာမဘုသုဒ္ဓများတဲ့သုဒ္ဓဗုဒ္ဓအရှင်တို့ကိုဘာသံတထချီးမွမ်းကြကုန်တော်လောပူဇေထပူဇော်ကြကုန်တော်လောဧဝံဘိက္ခုဤကဲ့သို့ပရိယတ္တိအယာမဘုသုဒ္ဓများတော်မူကြတဲ့အရှင်မြတ်များသည်သောမာကံသိစေသာတို့ယနဘာဝကောနာမဘာဝကမဟုတ်ပါပေပရိယတ္တိအယာမဘုသုဒ္ဓများတော်မူကြတဲ့အရှင်မြတ်များကိုဘာဝကရဲ့လို့များသဘောမထားပါနဲ့ပရိယတ္တိဝန်ဆောင်ပုဂ္ဂိုလ်တွေကိုတို့ပိသများဘာဝကလို့ဒီလိုသဘောမထားနဲ့ဘာဝကဆိုတာကဗမာလူရိုးရိုးဘာသာကြရင်တော့တပည့်ပေါ့ဗျာဘာဝကဆိုပြီးတော့တပည့်အရာမှာနေတဲ့နေရာမှာမထားနဲ့တဲ့ဘာဝကနေရာမထားကြနဲ့ဘာဝကလို့သဘောမထားဒါဖြင့်ပဲလေသဘောထားရမှာပါလေဆိုတော့ဗုဒ္ဓနာမဧသသုံးတာသုံးတာရှင်သာသုံးတာဧသဧသောဘိက္ခုဤကဲ့သို့ပရိယတ္တိအယာမဘုသုတများတော်မူကြသည့်အရှင်မြတ်များသည်ဓမ္မကသိစေသာတို့ရဲ့နဘာဝကောနာမဘာဝကမဟုတ်ပါပေဗုဒ္ဓနာမဗုဒ္ဓမြည်ပါပေ၏ဘုန်းကြီးတို့ပရိသတ်ကြီးဘာဝကမဟုတ်ရင်ဘာအမည်ရပရိယတ္တိဩဇာပုဂ္ဂိုလ်များဘုရားရှင်ကိုယ်တော်မြတ်နေရာကြီးကြီးပြီးတော်မူခဲ့တာဗုဒ္ဓနာမဗုဒ္ဓမြည်ပါပေ၏ဗုဒ္ဓမြည်တယ်လို့ဣတိရောဘဂဝါအဘိညုဗုဒ္ဓဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကဘုသုတံဘိက္ခုပရိယတ္တိအယာမဘုသုတများတော်မူကြသည်အရှင်မြတ်များကိုအတ္တနောဌာနေမိမိရဲ့ယာရု၌
အတ္တနောဌာနီတဲ့တေအားရကြကောင်းတယ်ဘုန်းကြီးတို့ကတော့စာချက်ပြီးတော့ဟောတဲ့ဘုန်းကြီးဆိုတော့ဟုတ်လားအဲ့ဒီအတ္တနောဌာနီတပိရိဆိုတဲ့အပိုက်တော့ကိုကတေအရတာရှိတာဘောဓုတံမေကောဤကဲ့သို့ပရိယတိယာမဘုသုတ္တပြတော်မူကြသည့်အရှင်မြတ်များကိုဘဂဝါဘုံတော်၆ပြိငယ်မယရှင်ကိုတော်မြတ်သည်အတ္တနောဌာနေမိမိရဲ့ဖယားယာရု၌မိမိယာရု၌ဗုဒ္ဓယာရု၌ဖယားယာရု၌တပေတိကောင်းစွာမသွေထားရတော်မူခဲ့ပါပေတည်းဘောဓုတံဘိက္ခုအတ္တနောဌာနေတပေတိတဲ့ဘလောက်အာရရှာကောင်းပရိယတိအယဘုဒ္ဓတမြတ်တဲ့အရှင်မြတ်တို့ကိုပါဝါကလို့ဘုန်းကြီးတို့ပြိဿမမှတ်ပါတဲ့အရှင်ကိုရောမြတ်ကလွှဲရရဟန်းတော်မှန်မှန်မြတ်ပရိသတ်တို့ကပါဝါကတွေဗုဒ္ဓရဲ့ပါဝါကတွေဒီလိုဆိုလေးရှိပါတယ်ဒီလိုဆိုတော့မှန်သလားဆိုတော့မှားတော့မမှားဘူးမှန်တယ်သို့တော်လည်းဘုရားဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်မှာယဟန်မှန်သမျှအကုန်လုံးကိုသာဝကရဲ့လို့ဒီလိုသိမ့်ချုံပြီးတော့မခေါ်လိုက်နဲ့အောင်ပရိယတိအယမဘုသုတ္တများတော်မူကြတဲ့အရှင်မြတ်များကြတော့နတုံမကံသာဝကောနာမပရိယတိဘုသုတ္တများတဲ့ပုဂ္ဂိုလ်သည်သာဝကမဟုတ်ဘူးဘုဒ္ဓနာမဣသဆုံးကဒီပုဂ္ဂိုလ်တွေဟာဗုဒ္ဓမြည်တယ်ပရိယတိယဘုသုတ္တများနိကေငါရပေါ်မွေနောက်၆ချားတဲ့ပုဂ္ဂိုလ်တွေကိုဘုရားပရိသတ်သာဝကလို့မခေါ်နဲ့သာဝကလို့သဘောမထားနဲ့ဗုဒ္ဓရေလို့သဘောထားလိုက်ကြပါအေးဘုရားကိုရောမြတ်ကဒီလိုယာရုပေးတာဣတိဘဂဝါဘုသုတံဘိက္ခုအတ္တနောဌာနေထပိတိကိုတော့ယံသူမှာပိဋ္ဌာပြစ်ခဲ့တယ်တဲ့ပရိယတိအလုပ်လုပ်တဲ့ဆရာတော်ပရိယတိဝန်ဆောင်ဆရာတော်များကိုမြတ်စွာဘုရားရှင်ကိုရောမြတ်မရှိတော့တဲ့နောက်ဘုရားကိုရောမြတ်ကကိုတော့ယံသူမှာအထာပြစ်ခဲ့တယ်ဘုရားယံသူကိုရတာဘယ်လိုပုဂ္ဂိုလ်တွေတုံးဆိုရင်သဘောပေါက်ပြီမြတ်စွာဘုရားရဲ့ယာရုကိုရတဲ့ပုဂ္ဂိုလ်တွေဟာပရိယတ်တိဝန်ဆောင်ပုဂ္ဂိုလ်များဘယ်လိုပုဂ္ဂိုလ်များပရိယတ်တိဝန်ဆောင်ပုဂ္ဂိုလ်များပါဗျာအေးပေါ့ပထမသင်္ဃာယနာတင်ပွဲကြီးပြီးတော့သံဃာအစည်းအဝေးကြီးကတာဝန်ပေးတာကိုဘုန်းကြီးတို့ပြောဘူးတယ်ပထမသင်္ဃာနာတင်ပွဲကြီးဆင်နွှဲလို့ပြီးသံဃာအစည်းအဝေးကြီးကဘာလို့တုံးဆိုတော့ဟောဒီမြတ်စွာဘုရားဟောတဲ့နိကေငါးရပိဋက3ပုံဟာငါတို့ဒီမှာစီးပြီးကုန်းပြီးပြီးကုန်းပြီးပြီးပန်းမင်းကြီးတပင်ကပွင့်လိုက်တာဝေဝေးဆာဆာအပွင့်နေခဲလို့ညချမ်းကာလတပင်လုံးဝေးနေတာမနဲ့ခဲမိုးလင်းတော့သွားကြည့်အပင်ပေါ်ကအပွင့်တွေမရှိဘူးမြေကြီးမှာအလုံးကျဲနေတယ်ကျွေးကြကုန်လို့နော်အဲ့လိုကျွေးကြကုန်တဲ့ပန်းပွင့်တွေကိုကျွမ်းကျင်လိမ္မာတဲ့ပန်းသီသမားဟာပန်းမင်းကြီးအောက်ရောက်လာပြီးတော့အပွင့်တွေကောက်ခါနဲ့သူကပန်းတွေတောင်းတွေဖြတ်တွေတဲ့ထဲကြီးတဲ့အပွင့်တွေတောင်းအလှစားဖြစ်တဲ့အပွင့်တွေတောင်းတလို့အငယ်စားဖြစ်တဲ့အပွင့်တွေတောင်းတလို့အဖူးအငုံလေးကိုတောင်းတလို့အိုးတောင်းနေနဲ့အကြီးစားပန်းပွင့်အလှစားပန်းပွင့်အငယ်စားပန်းပွင့်အဖူးအငုံမျိုးစုံပန်းတွေကိုအမျိုးစားခွဲပြီးတော့သူကသိကျွမ်းကျင်တာတောင်းကြီးတွေထဲထားလိုက်တာပြီးတော့မှအဲ့ဒီတောင်းတွေကပန်းပွင့်တွေကျိုးတွေနဲ့ကောက်တီးလိုက်တော့အကြီးစားပန်းမွင့်နေစုထားတောင်းကြီးတွေကပန်းမွင့်နေကျိုးနေပြီးတော့ပန်းကုန်းကြီးရအလတ်စားပန်းမွင့်နေထည့်ထားတဲ့တောင်းကြီးတွေကပန်းကုန်းတွေကောက်ပြီးတော့ပြီးလိုက်တော့အလတ်စားပန်းကုန်းဖြစ်တယ်အငယ်စားပန်းမွင့်နေထည့်ထားတဲ့တောင်းတွေကအငယ်စားပန်းမွင့်နေစုပြီးတော့ကျိုးနေပြီးလိုက်တော့အဲ့ဒါပန်းငယ်စားရဈေးသွားကြောင်းတော့အကြီးစားကဈေးတစ်မျိုးအလတ်စားကဈေးတစ်မျိုးအငယ်စားကဈေးတစ်မျိုးပန်းကုန်းတွေကိုဟုတ်လားအရွယ်စားကိုစုံတယ်နော်သုံးပါဗျာကျွမ်းကျင်လိမ္မာတဲ့ပန်းသီသမားဟာဒုက္ခတွေပြီးကုန်းထားအဲ့ဒီလိုသာကျွမ်းကျင်ခြင်းနဲ့ပြီးကုန်းမထားဘူးဆိုရင်တောင်းတွေကပန်းတွေဟာအစုလိုက်အပုံလိုက်ရောင်းရမလို့ဖြစ်တယ်တောင်းတွေကိုကောက်ပြီးတော့ထဲ့ကိုမထဲ့ပြည့်ဘူးမြေကြီးမှာဒီသိမ့်ပဲဆိုရင်တော့ပြီးရောအဲ့ဒီပန်းပင်ရဲ့ပိုင်ရှင်လည်းဘာမှစားသုံးရမှာမဟုတ်ဘူးကျုပ်ခံစားခွင့်ရှိမှာမဟုတ်ဘူး
ဟောဒီပညာကြီးရေလုံးတဲ့ပုဂ္ဂိုလ်လည်းဘာမှအကျိုးခံစားခွင့်ရှိမှာမဟုတ်ဘူးတဲ့ပန်းကုန်းတွေကိုဝယ်ပြီးတော့ကြိုက်ရပန်းကုန်းကိုသီကုန်းပန်းဆင်လို့တဲ့အမျိုးသားအမျိုးသမီးတို့လည်းပန်းဆင်ခွင့်ရကြမယ်မဟုတ်ဘူးပေါ့နော်မှန်ပါဗျာကျွမ်းကျင်တဲ့ပန်းတီသမားကဓပွင့်စီကောက်တီလိုက်တော့ပန်းချန်ကြီးပိုင်ထားတဲ့ပိုင်ရှင်လည်းအကျိုးခံစားခွင့်ရှိတယ်ရေလောင်းတဲ့ပုဂ္ဂိုလ်လည်းအကျိုးခံစားခွင့်ရှိတယ်ပန်းရောင်းတဲ့ပုဂ္ဂိုလ်လည်းခံစားခွင့်ရှိတယ်ဒီပန်းပွင့်တွေကိုဝယ်ပြီးတော့သီကုန်းတဲ့ပုဂ္ဂိုလ်တွေလည်းဝယ်ပြီးတော့သုံးဆောင်တဲ့ပုဂ္ဂိုလ်တွေလည်းအကျိုးခံစားခွင့်ရှိကြတယ်တဲ့နော်မှန်ပါဗျာပန်းကာယနာတင်ဆိုတာအဲ့ဒီပတ်မှာပါပဲတန်စုယုံပြီးတော့ဟောမှာကာယနာဆိုတာရွတ်ကြတာရွတ်ဖတ်မဲ့ပုဂ္ဂိုလ်တွေစုတယ်ရွတ်စရာသုတ်တန်တွေတရားတွေကိုစုတယ်စုပြီးတော့ရွတ်တော်မူရတယ်ဒါပန်းကာယနာဟုတ်လားကဲဘုရားရှင်ကိုရမြတ်ဒီဟူသောပန်းပင်ကြီးကဘုရားကိုရမြတ်ကိုပန်းပင်ကြီးလို့သဘောထားကိုရမြတ်ဒီဟူသောပန်းပင်ကြီးက45နှစ်လုံးဟောတော်မူထားတဲ့သောဝိနည်းအပြီးဓမ္မဆိုတဲ့တရားတွေဟာဘုရားပရိသတ်ကြီးပန်းပွင့်တွေလို့သဘောချဘုရားကိုရမြတ်ဒီဟူသောပန်းပင်ကြီးကနေ45နှစ်လုံးပွင့်တော်မူခဲ့တဲ့သုတ်တံဝိနည်းပြီးဓမ္မဆိုတဲ့တရားတွေကအဲ့ဒါပန်းပွင့်တွေနော်အကြောင်းအားလျော်စွာအတ္တပတ္တိအားလျော်စွာဌာနအားလျော်စွာပုဂ္ဂိုလ်အားလျော်စွာကျုံရဌာနမှာကျုံရပုဂ္ဂိုလ်တို့အတွက်ဆုံးရအကြောင်းအားလျော်စွာဟောတော်မူခဲ့တဲ့သီလအကြောင်းသမာဓိအကြောင်းပညာအကြောင်းဝိနည်းအကြောင်းပြီးဓမ္မအကြောင်းသုတ်တံအကြောင်းဆိုတဲ့အကြောင်းအရာတွေ45နှစ်လုံးမြတ်စွာဘုရားဟောပြီးတော့တားခဲ့တာကျုံလို့ဟောတော်မူတာကျုံတော်ဟောတော်မူတဲ့ထိုတရားတော်ကြီးဘုရားကိုယ်တော်မြတ်ပြိဋိဘံပြုလဲသွားပြီဆိုရောပြိဋိဘံပြုသွားပြီလဲဆိုရောခုနကပန်းမင်းကြီးကချွေချလိုက်တဲ့ပန်းပွင့်တွေဟာမြေပြင်မှာကျဲသလိုပဲမြတ်စွာဘုရားဟောတဲ့တရားတွေဟာစီပြီးစင်ပြီးစုပြီးဆောင်းပြီးမရှိဘူးဘုရားပြိဋိဘံအဘိဓမ္မာကလည်းတာဝရိနာဟောထားရှင်သာရိပုတ္တရဲ့နှုတ်ထဲရောက်ရှင်သာရိပုတ္တမထေရကြီးရဲ့တတိသံဃာတွေရဲ့နှုတ်ထဲရောက်ဝိနည်းဆိုတာလည်းအကြောင်းဆုံးသလိုပြညာပြီးတော့သွားတာစုပြီးစီပြီးဘာမှမရှိအဲ့ဒါကြောင့်ဘုရားကိုယ်တော်မြတ်ပြိဋိဘံပြုပြီးတော့ကြံရစ်တဲ့ဟောဒီသုတ်ဝိနည်းဒီဓမ္မဆိုတဲ့ပိဋကတ်တွေဟာပန်းမင်းကြီးကမြေပြင်မှာလေအဲ့လိုလွင့်ကျနေသလိုပါပဲတဲ့အစီအစဉ်မရှိကြံရစ်တာတော့ကဲတော့အစီအစဉ်မရှိပဲနဲ့ကြံရစ်တဲ့သုတ်ဝိနည်းပြီးဓမ္မဆိုတဲ့တရားတွေကိုအရှင်အာနန္ဒအရှင်မဂ္ဂသဗ္ဗအရှင်ဥပါလိမထေရကြီးတို့ကဥဆောင်ပြီးတော့ဒါတွေကိုတို့အစီအစဉ်လုပ်ကြစို့အစီအစဉ်ပြုလုပ်ကြစို့အစီအစဉ်ပြုလုပ်ကြစို့ဆိုတော့မထေရကြီးများဟာကျွမ်းကျင်တော်မူကြအလွန်ကျွမ်းကျင်တဲ့ပန်းသီရမန်းဒီပန်းပိန်အောက်ကပန်းဒီကိုဓပွင့်စီကောက်အမျိုးအစားခွဲပြီးတော့တောင်းကြီးတွေထဲမှာတခါတည်းထည့်ထားသလိုပဲဟုတ်လားမှန်ပါဗျာကျွမ်းကျင်တဲ့ပန်းသီရမန်းပန်းပိန်အောက်ကပန်းပွင့်တွေဓပွင့်ချင်းကောက်ပြီးတော့တောင်းကြီးထဲမှာထည့်ထားသလိုပဲအရှိသားဖြစ်တဲ့ပုဒ္ဒန်ကြီးတွေကိုစုပြီးတော့အဲ့ဒါဒီကနိကေဆိုတဲ့ချင်းတောင်းကြီးတွေထက်အလတ်သားသေးတဲ့သုတ်တန်တွေကိုစုပြီးတော့မေဇိမနိကေဆိုတဲ့ချင်းတောင်းကြီးတွေကိုထက်အတူသားဖြစ်တဲ့သုတ်တန်တွေကိုစုပြီးတော့ဘုဒ္ဓကနိကေဆိုတဲ့ချင်းတောင်းကြီးတွေကိုထက်ဟုတ်လားမှန်ပါအရှိသားသုတ်တန်တွေကမေဇိမနိကေဒီကနိကေဖြစ်လာတဲ့အလတ်သားသုတ်တန်တွေကမေဇိမနိကေဖြစ်လာတဲ့အတူသားသုတ်တန်တွေတူရစုပြီးတော့ဘုဒ္ဓကနိကေဖြစ်လာတဲ့သိစေတဲ့သိယုံနိဗ္ဗာန်အကြောင်းဟောတာတဲ့တရားတွေအကုန်လုံးစုလိုက်တော့အဲ့ဒါကအဘိဓမ္မာပိဋကရဲ့လို့ဖြစ်လာတဲ့သိက္ခာပုဒ်တွေဥပဒေတွေကိုစုလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါကဝိနည်းပိဋကရဲ့လို့ဖြစ်လာတယ်ဒီလားဘာဝရဏတင်းနေဆိုတာကဒီအဓိပ္ပာယ်စုပြီးစီပြီးမရှိတယ်စုပြီးစီပြီးမရှိတယ်
ယရှင်ကိုရမေရဲ့တရားမျိုးစုံကိုအမျိုးအစားခွဲပြီးတော့တူရမှာစုလိုက်တာစုပြီးတော့ရွတ်ဆိုတော်မူကြတာရောဖတ်ပြီးတော့ဗာလဲပြန်တန်းထုတ်ပြီးတော့တို့ဒီအတိုင်းလက်ခံကျင့်သုံးကြစို့လို့အတည်ပြုကြည်ညာတာအဲ့ဒါဟာသင်္ဃာယနာတင်တယ်နော်မှန်ပါဗျာအဲ့ဒါဒကာကြီးတချို့ဒကာမကြီးတချို့ကသင်္ဃာယနာတင်းဆိုတဲ့ဒီအဓိပ္ပာယ်ကိုကောင်းစွာနားမလည်တော့ဘယ်လိုပြောတော့ဆိုတော့သင်္ဃာယနာဆိုတဲ့အထဲမှာအဲ့ဒီနာတန်ဝင်းဘူးလေးတစ်လုံးတိုးပြီးတော့သံဃာယတနာတင်တယ်ဒီလိုပြောကြတယ်မှန်ပါသံဃာယနာနဲ့သင်္ဃာယနာနဲ့တခြားမှန်ပါသံဃာယနာကတခုပဲတစ်မျိုးပဲသင်္ဃာယနာဆိုတာကပါဠိပိဋကတ်တွေကိုတူရစုပြီးတော့အဲ့ဒါရွတ်ဖတ်တော်မူကြတာကျင့်ညာချက်ထုတ်တော်မူကြတာပြန်တန်းထုတ်တော်မူကြတာအတည်ပြုပြဋ္ဌာန်းတော်မူကြတာအဲ့ဒါကိုသင်္ဃာယနာလို့ဒီလိုခေါ်တာမှန်ပါပါတဝင်းဘူးအပူမထက်လိုက်နဲ့သင်္ဃာယတနာလူတွေဒကာဒကမတွေမသိလို့ထားပါတော့တချို့ဘုန်းကြီးတွေတောင်းမှမဲ့သင်္ဃာယတနာလို့ပြောတာရှိသေးသံဃာယတနာမဟုတ်ပါဘူးတဲ့သင်္ဃာယနာနော်မှန်ပါကောင်းပြီသို့ကဲ့သို့ဘုရားကိုယ်တော်မြတ်ဒီဟူသောပန်းမင်းကြီးကချွေချထားပြခဲ့တဲ့ပန်းပွင့်တွေဟာအရှင်အာနန္ဒာအရှင်ဥပါလိအရှင်မကသဗ္ဗမထေရကြီးသုံးပါးဥဆောင်ပန်းသီသမားကြီးများနဲ့တူလဆောသောမထေရကြီးတို့ကဟုတ်လားဘုရားကိုယ်တော်မြတ်ဒီဟူသောပန်းမင်းကြီးကကျွေးကြပြီးတော့ကြံရစ်တဲ့ပုပ်ဝင်းနေဒီဓမ္မဆိုတဲ့ပိဋကတ်တွေအကုန်လုံးတူရစုလိုက်တော့ဘုန်းကြီးတို့ပြိဿကြီးနိကေအနေနဲ့၅ခုဖြစ်လာတယ်ပိဋကအနေနဲ့၃ခုဖြစ်လာတယ်တဲ့တောင်းကြီးတွေအဲ့ဒီမှာစုထည့်ကားတာဟုတ်လားမှန်ပါဗျာအရှိသသုတ်တန်လေးကိုစုဒီကနိကေအလသသုတ်တန်နေတူရစုလို့မေဇိမနိကေအတူသသုတ်တန်နေတူရစုလို့ခုတ်တကနိကေတရားတော်တွေ2ပါးတွေ3ပါးတွေ4ပါးတွေ5ပါးတွေ6ပါးတွေ9ပါးတွေ10ပါးတွေ9ပါးတွေ10ပါးတွေ17ပါးတွေတရားအစုလိုက်အတွဲလိုက်ဟောတာတွေအကုန်စုပြီးတော့အဲ့ဒါကြတော့အင်္ဂုတ္တရနိကေတရားတစ်ခုနဲ့တစ်ခုရှင်းဆက်ပြီးတော့ပေါင်းစပ်ပြီးတော့ဟောတာကြတော့သံယုတ်တနိကေဟုတ်လားမှန်ပါဗျာသိက္ခာဘုဒ္ဓေဥပရိလေးအကုန်စုလိုက်တော့ဝိနည်းပိဋကပရမတ္ထဓမ္မတွေအကုန်စုလိုက်တော့ဗိဓမာပိဋကဒီလိုဖြစ်တာတို့စုလို့တော့ပြီးပြီစီလို့တော့ပြီးပြီသီလို့တော့ပြီးပြီပြဋ္ဌာန်းကျင့်ကြံချက်တွေတော့ထုတ်လို့ပြီးပြီတို့စုစီပြီးတော့ပြဋ္ဌာန်းကျင့်ညာထားတဲ့ဒီပိဋကမပြောင်းမပြည့်ရအောင်တို့ဘယ်လိုထင်မလဲသင်္ဃာနာတင်ပွဲကြီးပြီးတော့မထေရကြီးတို့အစည်းအဝေးတိုင်ပင်တော်မူကြစည်းဝေးတိုင်ပင်တော်မူတော့အကိုင်းပိဋကတွေကမြန်းလိုက်တာနိကေက9ခုတော့ရှိတာဒါပါတဲ့ဆောင်ဖို့တော့ဒါကြာတက်နိုင်တယ်မဟုတ်ဘူးတာဝန်ခွဲပြီးတော့ဝေကြဆုံးအရှင်အာနန္ဒမထေရကတပည့်900ကိုဒီကနိကေတာဝန်ယူပြီးတော့ပို့ချပေးပါအရှင်အာနန္ဒမထေရကတာဝန်ယူပြီးဒီကနိကေကိုပို့ချဆောင်ရွက်တော်မူပါအရှင်ပါရိပုတ္တရာမထေရကြီးထိုသံဃာနာတင်ပွဲမရှိတော့ပေမဲ့ရှင်ပါရိပုတ္တရာမထေရကြီးရဲ့တပည့်တွေဉာဏ်ကြီးကျယ်တဲ့မထေရကြီးတွေရှိတော်မူကြသေးတယ်။ဒါလည်းရှင်ပါရိပုတ္တရာမထေရသူမြတ်ရဲ့တပည့်တွေကပညာဉာဏ်ကြီးကျယ်တော်မူကြတဲ့အခဲဆုံးဖြစ်တဲ့လိဇိမနိကေနဲ့အဘိဓမ္မာ9ကျမ်းကိုတာဝန်ယူတော်မူကြပါဖရာတာဝန်ပေးတာအရှင်အနုရုဒ္ဓမတိသူမြတ်ကတော့အင်္ဂုတ္တရနိကေကိုတာဝန်ယူပြီးပို့ချဆောင်ရွက်တော်မူပါရှင်မဂသဗ္ဗမတိကြီးကတော့တန်ယုတ်တနိကေကိုတာဝန်ယူပြီးပို့ချဆောင်ရွက်တော်မူပါရှင်ဥပါလိမတိကတော့ဝိနည်းပိဋကကိုတာဝန်ယူပြီးပို့ချဆောင်ရွက်တော်မူပါဘုန်းကြီးတို့ပရိသတ်များနိကေ900ကိုဝေလိုက်တာယဟန္တာမတိကြီးတွေနော်မှန်ပါဗျာယဟန္တာမထေရကြီးများနိကေ900ကိုဝေငှပြီးတော့အဲ့ဒီမှာစာချတယ်လို့မှတ်ကြဘုန်းကြီးတို့ပရိသတ်ယဟန္တာစာချတာဒီကနေ့ခေတ်ကြားဘူးမယ်မဟုတ်ဘူးအမလေးဘုရားပြိဋိဘံစံပြီးတော့ဟောဒီနိကေ900ကိုယဟန္တာကြီးကြီးစာချပြီးတော့ဆောင်ရွက်လာတာမှတ်တာ
ကျန်တာစာချတယ်နော် မကပါဗျာ အဲ့ဒါဘုန်းကြီးတို့ပရိသတ်ရောင်းညာမတွက်နဲ့ရဟန္တာဖြစ်ရင်ပြီးပြီတို့ဘာမှလှုပ်ရှားမလို့တော့ဘူးလို့မတွက်နဲ့တို့တော့ပြီးပြီဆိုပြီးတော့အဲ့ဟာပြီးမနေတတ်နဲ့တို့တော့ပြီးခြင်းနဲ့တို့ပရိသတ်ကဒကာကြီးတခင်များသိကောပြီးဘူးလားပြီးသေးဘူးလားပြီးရင်သူလည်းဘာလုပ်ပဲလို့မဟုတ်ဘူးမပြီးသေးလို့လုပ်နေတာယဟန္တာမထေရကြီးတွေသူတို့အတွက်ဘာလုပ်ဖို့လိုသေးတော့ မလိုတော့ပါဗျာ အနာဂတ်သာသနာတော်ကြီးကိုမျှော်ခေါ်ပြီးတော့ဆောင်ရွက်တော်မူကြတယ်အဲဒီလိုကာယသမေကိတာရှိဒီကေကြီးတွေကိုဝေပြီးတော့ပို့ချနှုတ်တိုက်ချတာနော် မှန်ပါဗျာ နှုတ်ချင်းပို့ချနှုတ်ချင်းပို့ချနှုတ်ကနေနှုတ်ကနေနှုတ်ဆရာကနေတတိနှုတ်တဲ့တတိကနေအဲ့ဒီတတိနှုတ်တဲ့ဩသိက္ခာနုသိက္ခာတတိအဆက်ဆက်ဆောင်ရွက်ပြီးတော့လာခဲ့ကြတာဘုန်းကြီးတို့ပရိသတ်တိုင်းပြည်သဘုံကထရှင်မယင်ကထွက်ပြီးတိုးတဲ့ပုံသဘုံတွေကထလိုက်တာ14နှစ်ကြာတယ်ရှင်မယင်တိုးတဲ့မှာမောကအကြီးကျယ်ခေါင်းလို့တိုင်းပြည်ငတ်မွတ်တဲ့ဘေးကြီးကကျုံတဲ့စိတ်ကတခြားစီအာဘသိနဲ့မသိမှုဆိုပြီးတော့ကြောက်နေတဲ့အဲ့ဒီမှာအပြစ်ပြိုးရ2000ဟာဆုံးမရလို့တောင်ထိပ်မှာပြိဋိဘံပြုတော်မူရတယ်လို့မှတ်တမ်းရှိအံ့ဩစရာအဲ့ဒီလိုအခက်အခဲကြုံတိုင်းပြည်ကြီးဘေးဒုက္ခဖြစ်နေတော့သောခံလို့မရပါပဲနဲ့ဒီမတေသူမြတ်တွေဟာဒီပိဋကတ်တွေကိုမပြောင်းမတည်အောင်နှုတ်ဆင့်ကမ်းပြီးတော့ဘယ်လိုများပို့ချဆောင်ရွက်တော့ဆိုတော့သောခံလို့မရဘူးရေပဲဝအောင်တောက်ပြီးတော့မြေစိတ်ဆဲတောင်းမြင်မှာပဲတွေကိုရေဆိုးပြီးတော့တောင်ကမူတာလေးတွေလုပ်ပြီးတော့ပုံအဲ့ဒီသဲပုံလေးတွေပေါ်ဘိုက်မောက်ပြီးတော့ဘိုက်သေးတော်တန်အေးအောင်ဟဲ့ဆိုပြီးတော့သဲရေဆိုးဘိုက်မောက်အဲ့ဒီပေါ်မှာမထေရတို့ဟာတောင်းပြမှာစီတန်းပြီးတော့ရိကေတွေကိုပြန်နေကြတာတရားကပို့ချတတိကလည်းပဲရေစော့ဘိုက်ပေါ်တင်ပြီးတော့အဲ့ဒါဟိုဘက်ကနေကျက်တာအဲ့ဒီလိုဆောင်းလာတာဘုရားပြိဿကြီးအပြန်ပြီးတော့အလုံးလုံးလာတာ14နှစ်လုံးရွာတိုင်းပြည်စစ်ပွဲကြီးပြီးငါမခေါင်းမတဲ့ဒေးကြီးရှင်မယင်ထီးနှံပြန်ရောက်သိတော့မှတိုင်းပြည်သူဤသားနဲ့ရှင်မယင်သံဃာတော်များသုံးမလဲအဲ့ဒီမှာခေါင်းသုံးဆိုင်ပြီးတော့စဉ်းစားတယ်ဒီသာသနာတော်ကြီးနဲ့ဒီမိကေတွေကိုမပြောက်အောင်တို့ဘယ်လိုထိန်းရမလဲဘုလိုသာနှုတ်ဆက်ကန်းဆောင်းသွားမယ်ဆိုရင်ဟမ်ဘုရားပရိသတ်များဒီပိဋကတ်တွေကိုယခုအတိုင်းသာနှုတ်ဆက်ကန်းဆောင်းသွားမယ်ဆိုရင်တဲ့ပฏิသံမိတာပတ္တယဟန္တာကြီးတို့တနေ့တခြားရှမ်းပါသွားပြီဆိုရင်နှုတ်ဆက်ကန်းသာသနာဟာနောက်ပိုင်းမှာပျောက်ကွယ်သွားเสียအကြောင်းရှိတယ်အဲဒါကြောင့်ပိဋကဆောင်းနေတဲ့မကြီးမထေကြီးတွေရှမ်းပါသွားတဲ့ခေတ်ကိုက်မဖြစ်ချေဘူးဆိုအဲ့ဒီမှာပေပေါ်ပြောင်းပြီးတော့ရေးရတာအဲ့ဒီမှာသတုတ္တသင်္ဃာနာတင်ခေါ်တယ်အဲဒီမှာသင်္ဃာနာတင်ဗမာပြည်ကြတော့ကြောက်ပေါ်ပြောင်းရေးတယ်ပိုးခိုင်အောင်တို့သတ္တသင်္ဃာနာတင်တဲ့ခေတ်ကြတော့စက်ကူမှာနှိပ်ပြီးတော့ကဘာအရရကျန်းကြောက်တည်နဲ့တွင်ဒီကနဲ့ဒီသာသနာတည်ကန့်စေခြင်းလို့လောက်ကံဆောင်ရွက်တဲ့အချက်အလက်ဟုတ်ကလားမှန်ပါဗျာခိုင်းပြီးတော့ဘုန်းကြီးတို့ပြိဋ္ဌဘာသဘောပေါက်သွားပိဋကသုံးပုံကိုစောင့်ရှောက်ပြီးတော့လာတဲ့ဆိုတာဟာနိကေဆောင်မထေတွေပိဋကဆောင်တဲ့မထေဆိုတာတကထွန်းချော်နားလဲဗလားမှန်ပါနားလဲပါပါဗျာဒါကြောင့်မြတ်စွာဘုရားကယာရုကြီးကြီးပြီးတယ်ဆိုတာပိဋကကြီးပြီးလိုက်ပါဗျာဒီသာသနာဘုသူသေလာတယ်ဆိုရပြီသုဒ္ဓဗုဒ္ဓမထေကြီးများပယ်ခဲ့တာဘယ်မထေကြီးတွေပယ်ခဲ့သုဒ္ဓဗုဒ္ဓမထေကြီးတွေပယ်ခဲ့ပါဗျာဒါကြောင့်ဘုရားမြတ်စွာကယာရုပေးပါတယ်ဧဝဧတံဘိက္ခုပတံသသဧသောဘိက္ခုနတုံမာကံသာဝကောနာမဗုဒ္ဓောနာမဧသသုန္ဒာတိဣတိဘဂဝါဘုသုတံဘိက္ခုအတနောထာနေတပိတိသုန္ဒจิตသုန္ဒဧဝံဤသောဧတံဘိက္ခုဤကဲ့သို့ပရိယတ္တိအယာမဘုသုတမြတ်တော်မူချက်တိအရှင်မြတ်များကိုသောမေသိစေသာတို့သည်တဏ္ဍာတချီးမွမ်းကြပူဇော်ကြကုန်တော်လားဧသာဘိက္ခုဤကဲ့သို့ပရိယတ္တိယာမဘုသုတမြတ်တော်မူချက်တိအရှင်မြတ်များသည်တုံမာကံသိစေသာတို့ယနာဘာဝကောနာမဘာဝကမဟန္တံတော်အတွက်စရင်ချုပ်လိုက်ရင်18သိန်းနီးပါးရှိအသင်းမိတ်ကြီးအတွက်ပါလူသားဗုဒ္ဓအနိရတယ်လို့ဣတိဘုဘဂဝါဘုံတော်6စုအောင်လံသူဖြစ်တော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်
သောတုတမေခုံပရိယတိအယမဘုဒ္ဓတမြတ်တော်မူချမ်းသည့်အရှင်မြတ်များကိုအာတနောထာနေမိမိမရှိတော်သည့်အာနာနောက်ပိုင်း2500ခရီးတလျောက်လုံးမိမိရဲ့ယာတုကိုရောယာတုဘုရားယာတုဗုဒ္ဓယာတု၌တပေတိကောင်းစွာမသိချီးမြှောက်တော်မူခဲ့ပါပေသတည်းဒါတို့ရောပိဋကဘသူစောင့်ဆိုတာအဓိပ္ပာယ်ရပြီနော်ရပါသာသနာပြုတယ်ဆိုရင်ဘုန်းကြီးတို့ပြိဿဘုရားကိုယ်တော်မြတ်ကယန္တုပေးထားခဲ့တဲ့သုဒ္ဓဗုဒ္ဓအရှင်မြတ်တို့ကိုဘုန်းကြီးတို့ပြိဿရဲ့အာယုန်နဲ့ဆွဲအောင်ယူနဖူးပြင်အသေးအချဘုန်းကြီးတို့ပြိဿများနှလုံးထဲမှာသွဲနေအောင်အသေးချမှတ်ပြီးတော့ထားလိုက်စမ်းဘုရားသာသနာမှာဓာတုကြီးကြီးရတာဟာသုဒ္ဓဗုဒ္ဓမထေရကြီးများပရိယတ္တိဝန်ဆောင်မထေရကြီးများဟုတ်ပါလားမှန်ပါဗျာဒီလိုဆောင်ရွက်ခဲ့ဆိုတာခုနကပြောခဲ့တဲ့တန်မိုင်းအရှင်းချုပ်ကိုဘုန်းကြီးတို့ပြိဿကြည့်လိုက်ပါရှင်မာကသဗ္ဗရှင်အာနန္ဒယဟန္တာမထေရကြီးများကစပြီးတော့ဇာဘိပရိယတ္တိကိုပို့ချနှုတ်ချင်းပို့ချနှုတ်ကနေနှုတ်ချင်းပို့ချနှုတ်ဆင်ကပဲပြီးတော့လာခဲ့လို့ဒီကနေ့ဟောဒီ၆တကြီးဘုရားကြီးကျောင်းတိုက်အထိဒီသာသနာဒီကနေ့ရောက်လာတာနော်မှန်ပါဗျာဒီတော့ဒါသဘုန်းကြီးတို့ပြိဿကကြံ့ကြံ့ဖန်ဖန်ပြောသေးတယ်ဘာပြောတော့ဆိုတော့ပိဋက၃ပုံစောင့်ဆိုတာသူရတတိကစောင့်တယ်လို့ပြောသေးတယ်ဒါကထုံးကျော်မပြောဘူးလားမှန်ပါပြောနေကြပါဗျာပြောနေကြတယ်ဒါကထုံးကျော်ကမပြောဘူးလားပြောပါဗျာပြောတယ်လားအဲ့လိုဆိုကိုယ်နဲ့တည်းမတည့်ကြဒီစတော်ကြီးတွေတလောက်တော့အသေးအလဲအလုံးလုံးနေတာတွေးပါရဲ့သားနဲ့ပိဋက၃ပုံစောင့်တာဟာသူရတတိကစောင့်ဆိုတော့ဆရာတော်ကြီးတွေအာနာဖို့မကောင်းဘူးလားကောင်းပါဗျာ၆တက်ကြီးဟောဒီဘုရားကြီးကျောင်းတက်ကြီးတင်းလာတယ်ဆရာတော်ဘုရားကြီးဥက္ကုနေညတွေကသာပြီးတော့ဟောဒီ250တိဟလာဆရာတော်အဆက်သဲဆောင်ပြီးတော့စောင့်ရှောက်လာခဲ့တာဒီလိကေဒီကျောင်းတက်ကြီးဒီသာသနာကြီးဒီလိုသဲလာတာသာသနာဖခင်ဖြစ်တော်မူကြတဲ့သတော်ဘုရားကြီးတွေသဲဆောင်လာတာမြင်ပါရဲ့သားနဲ့ဘာလို့သူရဂတိသဲတယ်လို့ပြောရတာသိပါဘူးဒါကထုံးကျော်ကသိရသိပါဗျာသိပြီလားသူရဂတိကပိဋက၃ပုံစောင့်မလားမစောင့်ဘူးလားမစောင့်ပါဗျာမစောင့်ဘူးမစောင့်မဲနဲ့ဘာလို့ဘသူကစောင့်တယ်လို့လောက်ရခက်တယ်နော်ဟုတ်လားအကူရဘုန်းကြီးတို့ပြိဿကအပူတော်တော်ရှာတယ်ဟိုဘူးစရာအပူတော့တော်တော်ရှာတယ်တချို့ပေါ်လေအကုန်လုံးတော့လည်းမဟုတ်ဘူးပေါ့ကိုယ်မှာကိုယ်ွယ်စရာတွေအပြည့်စုံရှိရတဲ့ကိုယ်ွယ်စရာအပူရှာလာကြတယ်ပြီးတော့ကိုယ်တိုင်းဒီမှာကိုယ်ွယ်စရာတွေအပြည့်အစုံရှိတယ်ဘယ်တိုင်းဒီကနေဘယ်လိုလုပ်ပြီးတော့ခေါ်လာမှမသိဘူးအများကြီးပဲအဲ့ဒါသုရတတိဆိုတာဟိုကခေါ်လာတာမှန်တခါခေါ်လာအိန္ဒိယခေါ်လာတာမှန်ပါဘယ်သူခေါ်လာတယ်မသိဘူးဗမာပြည်ဘယ်တော့မှရောက်မှလည်းမသိဟုတ်ကဲ့သုရတတိအိန္ဒိယပြည်ကမြေကလေးတစ်ခုရဲ့နာမည်ပါတကားထွန်းကြော်ရဒါတကယ်တော့လေရှိတာလည်းမဟုတ်ပါဘူးစိတ်ကူးနဲ့အဲ့ဒီမြေကဘာကကလားစိတ်ကူးနဲ့ပေါ်ကြတာမှန်ပါသရဝတီဆိုတဲ့မြေကလေးတစ်ခုကရေကတဲရှမ်းတယ်ဟိမန္တာကစီးတဲ့မြေကလေးတစ်ခုမြေကလေးကကောက်တီကောက်ကွေးနဲ့တောင်ကြီးတွေကနေဒလဟောထုတ်ပြီးတော့စီးစင်းတော့တဲလှတော့ဘူးဗျဟိုဒုဋ္ဌဝရီမြေကဟိုကျမ်းပြည်ကစီးတယ်လို့ပေါ့မှန်ပါဗျရေစီးလည်းအလုံးမြစ်ကလေးကလည်းလှတော့ရေညကောက်တီကောက်ကွေးနဲ့တောတဲ့တောင်တွေကစီးလာတော့ရေစီးတဲ့အပန်လေးတွေလည်းမြည်တယ်မဟုတ်လားမြည်ပါဗျာအပန်မြည်တော့အဲ့ဒါကအပန်ကသရပဲမှန်ပါနော်အဲ့ဒါရေစီးတဲ့မြစ်ကလေးဆိုတော့လည်းသူ့ကိုသရဝတီမြစ်လို့ခေါ်တာပေါ့နော်သရဝတီပေါ့ဗျာကလမန်နဲ့ဆိုရင်တော့ရေလေးကကြီးကြီးလင်းလင်းရှိတယ်ဟဲ့လားအလွန်တရာနားချမ်းသာတဲ့ရေစည်းတံလေးလည်းရှိနေဒါကြောင့်သရဝတီဆိုတဲ့မြစ်မိုးဦးကြရေကရှံမြေကဘာကလားတွေကစိုက်ပျိုးရေးကတေကောင်းသီးဝါးကသိပ်ရှိလူတွေကချမ်းသာတိုးတက်လာတော့အဲ့ဒီမှာစိတ်ကူးကြတို့တလားတော့စီးပွားရေးကြီးပွားရေးကောင်းတာဟောဒီမြေကနတ်သမီးတယောက်ယောက်နတ်သားတယောက်ယောက်ကတို့စောင့်မတာနေမှာပဲမိုးကောင်းတယ်မြေကောင်းတယ်ဆိုရင်ဒါစိုက်ပျိုးလို့ကောင်းနေတာပဲအဲ့ဒါသွားပြီးတော့မြေတဲ့နတ်ကမှတ်တယ်လို့တွေးပြီးတော့တို့က
အဲ့ဒီမြစ်တော်အဲ့ဒါနတ်တယောက်ယောက်စောင့်နေတာနေမှာပဲဒီနတ်ကိုတို့ကိုးကွယ်ကြဆိုတော့ဒီကူးနဲ့အဲ့ဒါနတ်ပုံဖော်ကြမြစ်ကလေးကသိမ့်နေမှုမသွေးသွေးတော်တယ်ခွေးခွေးကောက်ကောက်နဲ့တော်တွေကစီးလာတဲ့မြစ်ကလေးဆိုတော့အလွန်တရာရုပ်ကြီးတောင်းတောင်းခိုင်ခိုင်နဲ့နတ်ကြီးအကြီးစားကြီးတော့မဖြစ်နိုင်ဘူးဒါဟုတ်လားနတ်သေးသေးတော်တော်လေးနေမှာပဲမြစ်ကလေးကလည်းလှတယ်သရဝတီဆိုတဲ့နာမည်လေးကလည်းကောင်းတယ်ဒီတော့သရဝတီဆိုတော့နောက်နာကဟာလားတန်ဝုံမှုလုံးကြီးတင်ဆန်ခန့်တယ်ဆိုတော့ကျတော်တန်ဃာတော်များတော့သိသွားတယ်ဒါအိဋ္ဌိလိန်ကိုမှန်ပါအိဋ္ဌိလိန်ပုံတဲ့သရဝတီတန်ဝုတဲ့ဣဒရနယ်နေအိဋ္ဌိလိန်ဆိုရင်တော့ဟောတာနတ်သားတော့မဖြစ်နိုင်ဘူးနတ်သမီးနေရမယ်ဒီတော့နတ်သမီးလေးပုံတူထူးကြဆိုစိတ်ကူးနဲ့နတ်သမီးအယုတ်တယုတ်လုပ်ပြီးတော့မြေကပ္ပနတ်စင်လေးထိုးပြီးတော့ဝိုင်းကိုးဝယ်ကြတာအဲ့ဒါနဲ့သရဝတီမြေကနတ်သမီးကဟုတ်လားသရဝတီနတ်သမီးလို့ဒီလိုဖြစ်လာမြေကဘာကနေတအားကြုံကိုးကွယ်ကြတော့ရုပ်ကလည်းချောအပန်းကလည်းပါဒါကြောင့်သူ့ကိုပူဇော်တဲ့အခါကျရင်အလွန်တရာမှတာယာကြည်နူးွယ်ကောင်းတဲ့ဝေဒဂီတိတွေကိုရွတ်မှသူကြိုက်တာယေစုကျမ်းကနေပြီးတော့အဲ့ဒါထုတ်လိုက်တယ်ရစ်ပူဇော်တဲ့ဤစီစဉ်မုံတွေများကြီးထုတ်ဟုတ်လားဣရုဝေဒယေစုဝေဒပါမဝေဒအထပနဝေဒဆိုတာဝေဒ၄ပါးအထပနဝေဒကတော့မရှိဘူးဣရုရဲ့ယေစုရဲ့ပါမရဲ့ဆိုတော့ဝေဒ၃ခုကကြံရစ်တယ်ဟောဒီမြစ်ကအပန်းသားသလိုနတ်သမီးလည်းအပန်းသားမှာပဲဒါကြောင့်ဝေဒကျမ်းကပါရကြည်နူးဝယ်ကောင်းတဲ့ဂီတိတွေထုတ်ပြီးတော့သူ့ပူဇော်ရအောင်အဲ့ဒါနဲ့အလွန်တရာကြည်နူးဝယ်ကောင်းတဲ့ဂီတိတွေထုတ်ရွတ်ပြီးတော့ပူဇော်ရင်းနဲ့နောက်တော့ဘာဖြစ်သွားပြန်လို့ဆိုတော့လူတွေကတိုးချက်လာတာဒီနတ်သမီးကသိအပန်းကောင်းတဲ့နတ်သမီးသူ့ရှိခိုးရင်အပန်းကောင်းတဲ့ဒီဘာတွေဖြစ်ကုန်ပြန်ရောဟုတ်လားမှန်ပါသူ့ရှိခိုးရင်အမှန်ကောင်းတဲ့ဒီဘာတွေဖြစ်ကုန်တော့အပန်းကောင်းနေတဲ့လူတွေကအဲ့ဒါသူရတတိကိုဝိုင်းရှိခိုးတဲ့အခြေအနေကိုတိုးတက်လာမှန်ပါနော်ဣရုယေစုပါမဘေရင်သုံးပုံကိုဆောင်းပြီးတော့ရွတ်နေတဲ့ပုံသားတွေကတော့ဘေရင်ချမ်းတွေကိုရွတ်ဖတ်တဲ့အခါပါဇတ်ထဲချောချောမွေ့မွေ့ပြည့်ဖြစ်စေခြင်းအကျိုးငါဘေရင်နေရွတ်တဲ့အခါကျတော့နှုတ်ချိုအောင်ဟဲ့ဆိုပြီးတော့သုဒ္ဓတရှိခိုးကြစို့ဘေရင်ရွတ်တဲ့ပုံသားကလည်းသုဒ္ဓတရှိခိုးတဲ့အဆင့်ရောက်လာပြန်ရောဘေရင်ရွတ်နိုင်ကြတော့သုဒ္ဓတရှိခိုးဒါနဲ့အာမရတော့ကျွတ်တို့ရဲ့ဘေရင်သုံးပုံကအရှင်မကြီးစောင့်ပါဆိုပြီးတော့ဘေရင်သုံးပုံသုဒ္ဓတလက်ထဲဝိုင်းပြီးတော့အတင်းထည့်ကြတော့သုဒ္ဓတနတ်သမီးရဲ့လက်ဟာမအားသောစကတော့အားသာပဲအဲ့ဒီဘေရင်သုံးပုံပိုက်ထားရတယ်နဲ့သူ့လက်ဟာမအားနော်ဒီလျှောက်ပြီးတော့ပင့်သွားတာအိန္ဒိယပြည်တော်တော်နှံ့သွားတယ်ကြောက်ပြီးတော့ပင့်သွားစည်းစရာရင်မရှိလို့တော့မဖြစ်ဘူးသူ့ရင်ယထာတစ်ခုတော့ပေးအောင်မှာဒီတိုင်းပင့်သွားရင်တော့ဘုံချောင်းလျှောက်ရင်မောရှာတယ်ရင်လေးတော့ပေးမှဖြစ်မှာအဲ့ဒါနဲ့ရင်ပေးတော့ဘယ်လိုပေးတော့ဆိုတော့စည်းစရာရင်လေဟောဒီမြစ်ထဲကတတ္တဝါတွေကြည့်လိုက်တော့အမလေးမြစ်ထဲကြီးဘဲတွေကတော်ပေါ့မှန်ပါအဲ့ဒါနဲ့မြစ်ထဲကနတ်သမီးဘဲလေးနဲ့ဆိုရင်တော့တော်ပါတယ်ဆိုပြီးတော့ဘဲလေးတစ်ကောင်နဲ့နတ်သမီးနဲ့အဲ့ဒါတွဲတာဘဲဟာဟင်းမာနဲ့တူတူပဲဟင်းမာနဲ့ဘဲနဲ့ဟင်းမာသိထူတာမဟုတ်မှန်ပါဗမာပြည်ကဗကြီးပပုတွေကသိလုံးလို့ဟင်းမာသိလှတယ်တကယ်တော့ဟင်းမာမလှဘူးနော်ဗမာပြည်ကဟင်းမာတွေသိလှနေတာဗဗုဆရာနဲ့ဗကြီးဆရာရဲ့လက်ချက်ကြောင့်လှတော့တကယ်တော့ဟင်းမာကဘဲမျိုးအဲ့ဒါနဲ့သူရသိနတ်သမီးဘဲလေးတစ်ကောင်ရတယ်အဲ့ဒါဘဲလေးသူပေးတာဘဲလေးစီးပြီးတော့ဘဲလေးပေါ့လေဒါတော့ကြောင့်ဘဲလေးဆိုရင်သိရတော့ဘဲလေးတကောင်ရလက်ထက်မအားဘူးဘဲလေးစီးပြီးတော့အိန္ဒိယပြည်အနှံ့သွားပြီးတော့နေကြဟာအပန်းလဲကောင်းတယ်ရုပ်လဲချောတယ်ဆိုပြီးတော့အဲ့ဒီသူရသတိနတ်သမီးကိုဗိရှင်တို့ကကောက်သွားရောတော်ကောက်သွားဗိရှင်တို့ရဲ့ဇနီးဖြစ်သွားဗိရှင်တို့လက်ထက်ရောက်တော့ဘယ်လိုဖြစ်တော့သူကအငဲဗိရှင်တို့မှာမူလရှိတာက2ယောက်လက်ရှိရဲ့ဂင်္ဂါရဲ့ဆိုပြီးတော့ဗိရှင်တို့မှာ2ယောက်ရှိတယ်မူလမယားကြီး2ယောက်ရှိတာအဲ့ဒီ2ယောက်ထဲသူရသမီးသတိကတတ္တိယဆိုတော့အငဲဘောသူကရုပ်လဲချောတယ်အတန်လဲကောင်းတယ်ဗေဒဆရာတွေကလည်းအားကိုးတယ်ဆိုတော့သူကသိပြီးတော့အရွယ်ကလည်းငယ်တော့ဆိုတာမာနကခတ်ကြီးသူရသမီးက
မာနခက်ကြီးကြီးပြီးတော့ဟိုမယားကြီးနှစ်ယောက်နဲ့သူလည်းကမတည့်ဘူးခဏခဏရန်ဖြစ်ကြတယ်ဆိုပဲလက်ရှိနဲ့ခင်းငါနဲ့မကြမကြရန်ဖြစ်လက်ရှိခင်းငါဆိုတဲ့မယားကြီးနှစ်ယောက်နဲ့သုရသရီနဲ့မကြမကြရန်ဖြစ်ကြတယ်ဒါပြီးတော့ဗိရှင်လူကြီးကဘယ်လိုပဲတရားဟောဘယ်လိုပဲဖြန်းပြီးဘယ်လိုပဲဆုံးမလို့ကမရဆုံးမလို့မရတဲ့စိတ်ညစ်တာနဲ့ဟောဒီသုရသရီကပြောရဆိုရတေခက်တာငါမယားကြီးနှစ်ယောက်နဲ့နင်တဲ့အောင်လည်းမပေါင်းနဲ့ဒီတော့နဲ့ငါနန်းတော်မထားဘူးဆိုပြီးတော့သူ့အဲ့ဒါဘယ်ပို့လိုက်တော့ဆိုတော့ဗျမကြီးစီပို့လိုက်ဗျမကြီးကသိမ့်လိုက်သွားဗျမကြီးလက်ထဲရောက်တော့ဗျမကြီးကအမဲတော်တော်ဘောချရုပ်လည်းချော့အရွယ်လေးကလည်းကောက်အပန်းလေးကလည်းသားဘေးတွေနဲ့သုံးပုံလည်းသူဆောင်ထားတယ်ဆိုတော့ဗျမကြီးကချစ်လုံးလို့အခွင့်အရေးသိပေးတနေ့တော့ဗျမကြီးကသုရသရီနဲ့လက်ထပ်ပြီးကစားဆိုပြီးတော့သူ့ကိုအဲ့ခံပွဲကြီးကျင်းပပြီးတော့ဇနီးကျော်သူကပွဲထုတ်ဗျမာရီနတ်တွေအကုန်ဖိတ်ပြီးတော့အဲ့ဒီမှာအဲ့ခံပွဲဒင်းနာပါတီပေါ့ညနေတော့အဲ့ခံပွဲလုပ်တော့ပရိသတ်စုံပြီးဇနီးကျော်ထွက်ခဲ့ပါတော့ဆိုတော့ဟိုပရိသတ်ကလည်းကြည်ကျင်လှပြီးဗျမာကြီးဇနီးဘလောက်ချောတော့ဆိုကြည်ကျင်လှပရိသတ်တွေကစုံပြီးသုရသရီထွက်ခဲ့ဆိုတော့သူရေချိုးလို့မပြီးသေးဘူးအလှတော်တော်ကြိုက်တယ်ရေချိုးကထွက်လာပြန်တော့ဟဲ့လာပါတော့ဟဲ့ဆိုတော့မပြီးသေးဘူးတဲ့အလှပြင်ရတော့မယ်တဲ့အလှကလည်းပြင်းသပင်လေးပြင်းရခုံးမှုလေးပြင်းခန်းလေးပြင်းပန်းလေးပြင်းလို့ကမပြီးနဲ့မြမကြီးကကြာတော့စိတ်ဆိုးလာဒါတော့လူကြီးလူကောင်းနေတဲ့အဲ့ခံနဲ့ပွဲနေမလာနိုင်ရကောင်းသားဆိုစိတ်ဆိုးပြီးတော့မြမကြီးကအဲ့ဒါသူ့ယာရုချပလိုက်ဘိရှနုကလည်းပဲပယ်ထုတ်မြမကြီးကလည်းအဲ့ခံပွဲမျက်နှာပြည့်အောင်လုပ်တဲ့ကောင်မဆိုပြီးတော့ယာရုချအဲ့ဒါနဲ့မျက်နှာငယ်လို့ဒေရင်သုံးပုံပိုက်လာတယ်ဘဲလေးနဲ့အဲ့ဒီသုရသရီကအိန္ဒိယမှာမျက်နှာငယ်တာနဲ့ကိုင်ငါအိန္ဒိယတော့မပြောဘူးဗမာပြည်သွားတာကောင်းတယ်အိန္ဒိယတော့ငါမပြောဘူးဗမာပြည်သွားလိမ့်မှာပဲဆိုပြီးတော့အဲ့ဒါဗမာပြည်သွားဗမာပြည်ကိုဘုန်းကြီးတို့ပြိဿရေဘဲစီးပြီးတော့ပြန်လာတယ်အဲ့ဒါဘသူကခေါ်လာပြီးတော့ဘယ်နေရာပေးလိုက်တယ်မသိပါဘူးဗမာပြည်လေးရောက်ရောသုရသရီကအမဲတော်တော်ကိုသူကကြီးကျယ်ဖြစ်တယ်ဘေရင်သုံးပုံနဲ့ဗမာပြည်နဲ့သဘာဝမချဘေရင်သုံးပုံနေရာမှာအဲ့ဒါစလုံးပြောင်းမှဖြစ်မယ်ဆိုပြီးတော့ပိဋကသုံးပုံစလုံးပြောင်းဗမာတွေလောက်တာအဲ့ဒါဟိုကလာတော့ကတော့ဘေရင်သုံးပုံပိုက်လာတာဒီကြတော့ဗမာတွေကအဲ့ဒါပိဋကသုံးပုံဆိုပြီးတော့စလုံးပြောင်းတော့အမေသုရသရီကယာရုတော်တော်ကြီးသွားတယ်ယာရုဘလောက်ကြီးသွားတဲ့ထင်တယ်ဘုန်းကြီးတွေတောင်းသူကယာရုကြီးသွားဒါကတုံးကျော်မှန်ပါဗျာဖြစ်ဖို့ဟုတ်လားဒီကသုံးမသူဆောင်နာဟဲ့ဆိုတော့အာဘုန်းကြီးเจ้าပေါ်လဲသုရသရီကရောက်သွားဘုန်းကြီးကလည်းအေးပိဋကသုံးပုံကသုရသရီစောင့်တာဟုတ်လိမ့်မယ်ဆိုပြီးတော့တချို့ဘုန်းကြီးကကိုယ်ဆရာကိုမေ့ပြီးတော့သုရသရီကိုကြောပွဲနဲ့ရှ िख ို့ဟုတ်လားကိုယ်စာသင်ပေးလိုက်တဲ့ကိုယ်ဆရာကိုမေ့ပြီးတော့အဲ့ဒီသုရသရီကိုရှ िख ို့လို့တချို့ပေါ့အများကြီးတော့မဟုတ်ပါဘူးနည်းနည်းပါဟုတ်လားအဲ့ဒါနဲ့သုရသရီကဗမာပြည်မှာယာရုတော်တော်တွင်ကျဲနေတာပိဋကသုံးပုံသူတောက်လဲလို့ဖြစ်တာအထုပ္ပတိအစီအစဉ်ကလည်းကိုယ်ကဘုန်းကြီးပြောတဲ့အတိုင်းပဲဘုန်းကြီးတို့ပြိဿအဲ့ဒါနော်ဘုန်းကြီးတို့တဲ့တတ်တဲ့ပုဂ္ဂိုလ်တွေမေ့ကြည့်အောင်ပေါ့လေဘုန်းကြီးတို့တဲ့တတ်တဲ့ပုဂ္ဂိုလ်တွေမေ့ကြည့်တော့ဒါတဲ့သုံးပြောလိုက်မယ်ဘုန်းကြီးတို့ကသာတအုပ်တဲ့ဖတ်ထားပြီးတော့အဲ့ဒါတွေ့တော့ပြောရစံစုံစုံဖတ်ရင်သုရသရီဇာဟာတော်တော်ရှုပ်တာတကယ်ရှုပ်တယ်ဘုန်းကြီးကဟာသက္ကတာပညာရှိဆရာကြီးဦးဆန်းတုံးကိုသေချာကြမေးကြည့်ဆရာသုရသရီဇတ်တို့ပြောသားမှာဆိုတော့ပြောရင်ကိုယ်တောင်ခေါင်းမူသွားတယ်ရှုပ်လိုက်တဲ့ခြေဟိုကတည်းဟိုလက်ထဲရောက်ဟိုလူလက်ထဲရောက်ဟိုလူကကောက်ဟိုလူကနှင်းထုတ်ဟိုလူကကောက်ဟိုလူကနှင်းထုတ်အမလေးရှုပ်လို့ဓမ္မကြီးရဲ့ဇနီးဆိုတဲ့ကျမ်းကတံမျိုးသတိဆိုတဲ့ကျမ်းကတံမျိုးရှုပ်ချက်ကိုခတ်လို့သူကအဲ့ဒါအဲဒီတော့ဘာပဲဖြစ်ဖြစ်ထားပိဋကသုံးပုံနဲ့သုရသရီမဆိုင်ဘူးဆိုတာတော့သိကြတယ်နော်သိကြပါပါဗျာသိကြတယ်မဟာသမယသုတ်ဆိုတာနတ်စရင်တော်စုံတဲ့သုတ်မဟာအာတရတိယသုတ်လည်းပဲနတ်စရင်တော့တော်စုံတဲ့သုတ်ပဲဘုန်းကြီးတို့ပိဋကတော်ကလာတဲ့သုတ်တန်နှစ်ခုနတ်စရင်ခတ်စုံတွေ့ခြင်းအဲ့ဒီသုတ်နှစ်သုတ်ကိုအသေးချာလေ့
ဒါကြီးဥပ္ပဒိမတ်ထားခင်ဗျာအကက်တလောက်ဖတ်ခြင်းအဲ့ဒီနှစ်သုတ်ဖတ်စုံနဲ့အဲ့ဒီပါအဲ့ဒီလောက်စုံနဲ့သုတ်နိုင်ကြီးနှစ်ခုမှာနတ်တိစရင်နဲ့လိုက်ဖွင့်လိုက်တဲ့အခါကျတော့သုရသတိဘယ်မှာမှမပါဘူးဆိုတာသိကြတယ်မယုံရင်ဟောဒီကျောင်းထဲကဆရာတော်ကြီးတွေရှောက်ကြည့်ဆရာတော်တို့မာသမယသုတ်တဲ့သုရသတိပါလားဆိုတော်ကြီးတွေကလည်းပဲနတ်တိလို့ပြောလိုက်တယ်အာတနာတိယသုတ်တော်ကြီးတွေကိုပါသလားလို့ဆိုတော့မပါဘူးအဲ့ဒါတော်ကြီးတွေကမိတ်လိုက်တယ်နော်ဟေးနတ်စေအစုံသုံးပြီးတဲ့သုတ်တန်တစ်ခုမှာသုရသတိမပါပါဘူးဒါပေမဲ့ဒီကနေ့သူကဗမာပြည်တော်တော်ခေတ်စားဒီကသုံးပုံသူ့လက်ထဲထည့်လိုက်တော့အဲ့ဒါခေတ်စားရောပေါ့ဗျာတီထွင်တဲ့လူဟာတော်တော်ဉာဏ်ရှိတယ်နော်သုရသတိကိုအဲ့ဒါဗမာပြည်ပြင်လာပြီးတော့မှနေရာရအောင်တီထွင်တဲ့လူဟာတော်တော်ကိုဉာဏ်ရှိအမှန်ဒီဗုဒ္ဓသာသနာတော်ရဲ့အသက်ဖြစ်တဲ့တိတိကသုံးပုံကိုအဲ့ဒီနတ်သမီးအလိုက်တဲ့ဆိုကြတဲ့ကဒီလူကဉာဏ်တော်ရှိတယ်လုံးပုံကဉာဏ်ရှိတယ်ဉာဏ်ရှိပုံကတိသုရသတိနဲ့ယာရုကြီးကြီးရရောနှစ်ဘုရားတရားဗံကယရဏသုံးပါးကိုးကွယ်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲယရဏသုံးပါးဘက်ကနေတကြီးတည်းဟိုဘက်အာယုံကြောင်းသွားတယ်ရွေကြီးအဲ့ဒီလိုပါနော်ကိုယ်ဖယားကိုယ်တရားကိုယ်တန်ခါကိုယ့်အကိုကိုယ်ွယ်နေတာအမရတော့ဟိုဘက်လှည့်ကိုယ်ွယ်တော့တပြည့်တည်းနဲ့အာယုံကဟိုဘက်ပြောင်းသွားတယ်မှန်ပါအာကိုရမှန်ကိုမရကြရင်တဲ့ဘုန်းကြီးတို့ပရိသတ်များနာနာပတ္ထာရအုံလောကနာဘေးဆိုတာကြောက်เสียတော်တော်ကောင်းတယ်နော်မတ္တနာနာပတ္ထာရအုံလောကနာဘေးတဲ့ဘာဘေးတော့နာနာပတ္ထာအုံလောကနာဘေးပါဗျာနာနာပတ္ထာရအမျိုးမျိုးသောဆရာတို့ရဲ့မျက်နှာကိုအုံလောကနာမော့ကြည့်နေရတယ်အဲ့ဒါဘေးတိုက်နာနာပတ္ထာရအုံလောကနာဘေးဒီဘေးကြောက်အကောင်းဆုံးပဲနောက်တစ်မျိုးပြောလိုက်ရင်ကိုယ်ွယ်ရာများတာဟာအဲ့ဒါဘေးတွေ့ကိုယ်ွယ်ရာများရင်ဘာဖြစ်လဲဘေးတွေ့ပါဗျာဘေးတွေ့နာနာပတ္ထာရအုံလောကနာဘေးကြောက်ရှာအလွန်ကောင်းကိုယ်မှာအာကိုရအစစ်ဟာသေသေးချာချာရှိပြီးသားဗမာတိတကယ်ကျင့်ရင်လားသုတ်တံဟုတ်လားသီလတကယ်ကျင့်ရင်လားဝိနည်းအဘိဓမ္မာစကားပညာစကားတက်လမ်းမလားအဘိဓမ္မာနော်သီလဆိုတာဟာဝိနည်းပိဋကကထုတ်ထားသမာဓိဆိုတာသုတ်တံပိဋကကအစီထုတ်တာပညာဆိုတာအဘိဓမ္မာပိဋကကအစီထုတ်တာသုတ်တံဝိနည်းပိဓမ္မာပိဋကသုံးပုံအစီထုတ်ရင်သီလသမာဓိပညာဒါမရဘူးလားရပါပါဗျာအဲ့ဒီပိဋကသုံးပုံကိုထင်းသိစောင့်ရှောက်တဲ့ဆရာတော်ကြီးတွေကသီလသမာဓိပညာကိုတကယ်စောင့်ရှောက်နေတာမဟုတ်ဘူးလားစောင့်ရှောက်နေတာပါဗျာသုတ်တံပိဋကစောင့်ရှောက်ထားရင်သမာဓိစောင့်ရှောက်တာပဲမှန်ပါဗျာအဘိဓမ္မာပိဋကကိုထိတ်ထားရင်ပညာကိုထိတ်ထားတာဟုတ်လားမှန်ပါဝိနည်းပိဋကထိတ်ထားရင်ဘာထိတ်သီလထိတ်ထားတာတဲ့ဝိနည်းစောင့်ရှောက်တာတယ်ဆိုတာသီလကိုစောင့်ရှောက်တာနော်သုတ်တံပိဋကထိတ်သိမ်းထားတယ်ဆိုတာကသမာဓိထိတ်သိမ်းထားတယ်လို့ခေါ်ပါတယ်အဘိဓမ္မာပိဋကကိုသဲဆောင်လာတယ်ဆိုတာကပညာတွေကိုသဲလာတာလို့မှတ်ပါမိမိတို့ရဲ့ကျေးဇူးရှင်တွေဆိုတာဟာမဟုတ်ဝိနည်းအဘိဓမ္မာပိဋကသုံးမှုကိုသဲဆောင်လာတဲ့ဟောဒီသုတ္တဗုဒ္ဓဆရာတော်ကြီးကဒုပိသရဲ့ကျေးဇူးရှင်တွေကိုယ်ွယ်ရာအစ်စ်ပဲဟုတ်မလားမှန်ပါဗျာအဲ့ဒါနားလည်ရင်တခါထုံးကျော်ဒီကနေ့ကစပြီးတော့ငါပြောသေးတယ်အမေဘယ်ပဲပြောင်းမှာဆရာတော်ကြီးတွေပဲပြောင်းမှာပါငါပြောပြီးအုံးလေးလောက်တင်တော့ဒါမရှိနိုင်ဘူးကျောင်းရမယ်အများကြီးကျောင်းရမယ်နော်မှန်ပါသုရသတိကိုအဲ့ဒါဘဲလေးစီးတော့သွားကိုတိုင်းပြီးကိုပြန်လို့ပြန်ပို့လိုက်မကောင်းဘူးလားကောင်းပါဗျာပြန်ပို့လိုက်နော်အင်းဒီလားတွေအများကြီးပြန်သွားတာအဲ့ဒီကမ္မလေးတယောက်ဖြတ်ရတယ်ဟုတ်လားပြန်ပို့လိုက်ဖို့ကောင်းတယ်စုံတဲ့ဘုန်းကြီးတို့ပရိသတ်ကနော်ဒါကတို့ရောပကံဘုရားကူသွားရင်အာနန္ဒာဘုရားကြီးရောက်လိုက်သိချကြည့်သိချကြည့်အာဝကြည့်ဘာမှလည်းမသိအာနန္ဒာဘုရားလှိုင်းတဲ့ဝဲတောင်ဘက်မဟုတ်ချင်းကဟုတ်လားတောင်ဘက်မဟုတ်ချင်းကပြီးတော့အရှိနံရံကိုရှောက်ကြည့်လိုက်နတ်ယုတ်တွေစီလို့တွေ့လိုက်မြောက်ဘက်မဟုတ်ကနေပြီးတော့အရှိဘက်ထဲဝင်သွားအရှိနံရံကိုရှောက်ကြည့်သွားနတ်ယုတ်တွေစီးနေတာတွေ့လိုက်
နော်အဲ့ဒီမှာရှောက်ဖမ်းလိုက်လို့ရှိရင်ဘာလဲဆိုတော့မဟာအာတဏတိယသုတ်တော်ကြီးမှာလာတဲ့နတ်စစ်သူကြီး28ယောက်ရဲ့နတ်မင်းကြီး9ပါးရဲ့28 9ပေါင်းဘယ်လောက်လဲဒုဗိဒကြီး28နဲ့9ပေါင်းဘယ်လောက်လဲဒုဗိဒလည်းပဲဟဲ့လားယာတိနဲ့လျော်ညီစွာအသုံးလုံးတော်ကြီးတယ်ဒီယာတိကအသုံးလုံးယာတိကိုဗျနတ်မင်းကြီး9ပါးနတ်စစ်သူကြီး28ယောက်မဟာတဏှိယသုတ်ကြီးထဲမှာရှိအဲ့ဒီ28ခု39နဲ့ပေါင်းပြီးတော့အဲ့ဒီအယုတ်တွေကျန်စစ်သားမင်းကသူ့အာနန္ဒာစေရီတော်ကြီးတဲ့လှိုင်မုတ်တွေတဲ့အကုန်ထည့်ထားတယ်တခါထိုးလို့ရမှန်ပါဘုရားကြီးအဆောင်ဆိုလို့တော့နတ်တွေထည့်ပြခဲ့တာနော်မှန်ပါအဲ့ဒါတွေ့တဲ့လူတွေကလေ39မင်းတို့လည်းပဲလှုပ်ချဆိုဟုတ်လားဟောမှာ39မင်းတွေ့ပြီမဟုတ်လားတွေ့ပြီပါဗျာဗုဒ္ဓဘာသာ39မင်းဆိုတာအဲ့ဒါအဲ့ဒီက39မင်းမိညာပြုတ်ပြီးတော့အင်းဝါတို့ပင်ရတို့တကောင်းတို့ဗကံတို့ဟုတ်လားအိန္ဒိယတို့ကအမျိုးမျိုးသေးလာတဲ့လူတွေကိုအဲ့ဒါစုပြီးတော့နတ်ဖြစ်တယ်ဆိုတော့39မင်းထုပြီးတော့ကိုးကွယ်ကြတယ်အဲ့ဒီနည်းယူတာဒါကတော့မှန်ပါဗကံဒီကြီးတော့ကိုးကွယ်လိုက်ကြတာနဲ့ပါဘူး39မင်းသူကလည်း39ငါကလည်း39မင်းမျိုးကိုစုံရောကိုးကွယ်ကြဗကံဒီကြီးတော့ဒီလုံးဟိုဒီမှာတကားတဲ့ဇေဒီဒီတကားတဲ့ပူပေါက်သလိုဇေဒီဒီမူလိုပေါက်သလိုပဲတဲ့နတ်ယုတ်ဒီလည်းပဲဒီလုံးမူလိုပေါက်တော့ကြံစစ်သားကအဲ့ဒါတွေအမြင်ကပ်ပုံပေါ်တယ်အမြင်ကပ်ပုံပေါ်တော့ကြံစစ်သားကဘာလို့တယ်မှတ်တယ်ဒီလုံးကနတ်တွေအကုန်ဖမ်းအကုန်မှပြီးတော့သူ့ရဲ့ခမီးတော်တဲတာမပြီးတဲ့ရွှေစည်းကုံဇေဒီတော်ကြီးကိုသူကပြီးအောင်တယ်နော်မှန်ပါရွှေစည်းကုံဇေဒီတော်ကြီးဥဒ္ဒတိုင်းခနှစ်ထဥဒ္ဒတိုင်းနှစ်ထအပြင်တိုင်းအတွင်းတိုင်းအဲ့ဒီတိုင်းရဲ့အတွင်းပိုင်းမှာလှိုင်မုတ်ကလေးတွေ39မုတ်ထွင်းအပြင်တိုင်းလှိုင်မုတ်39ခုအတွင်းတိုင်းမှာလှိုင်မုတ်39ခုထွင်းထိုလှိုင်မုတ်တွေထဲမှာတပြီလုံးကဖမ်းထားတဲ့နတ်ယုတ်တွေအကုန်စုထည့်တာဒါဆိုတော့မှန်ပါခြေစည်းကုန်မရဥဒ္ဒတိုင်းကနှစ်ထပ်မှာနတ်ယုတ်တွေကိုဝိုင်းအဲ့လိုစုသွားနော်မှန်ပါအတွင်းဥဒ္ဒတိုင်းက39ယောက်ကအဲ့ဒါအတွင်း39မင်းဖြစ်လာတယ်မှန်ပါအပြင်ဥဒ္ဒတိုင်းက39ယောက်ကအပြင်39မင်းဖြစ်လာအတွင်း39မင်းအပြင်39မင်းဆိုတာလက်သတ္တတော့စုမာတဲ့တာဝိနာယာမတုတ်တိတာနေမနရတိပရဏိနေတာဝဒဝတိဆိုတဲ့နတ်ကြီး6ထပ်ကလာတာတွေမဟုတ်ဘူးရှေးစည်းကိုဘုရားဥဒ္ဒတိုင်းကလာကြတာတဲ့ဒါကတို့ကြောနော်မှန်ပါဗျာအမလေးအဲ့ဒီကြတော့မှ39မင်းအတွင်းနဲ့အပြင်ဆိုတာရှင်းသွားပါနော်ခိကတပြည့်တပြည့်ပြောင်းငရင်တွေကလှုပ်တော့ဘာဖြစ်တော့ဥဒ္ဒတိုင်းကြီးတွေပြိုကျရောဥဒ္ဒတိုင်းကြီးပြိုကျတော့အဲ့ဒီဥဒ္ဒတိုင်းကန့်နေရတဲ့နတ်တွေလည်းပဲတုံးလုံးပဲလေမြေကြီးအကုန်လုံးဘယုံဘယဖြစ်ကုန်တယ်အဲ့ဒါတွေကိုနောက်ခေပုဂ္ဂိုလ်တွေကအဲ့ဒီ39တောင်အကုန်စုကောက်ပြီးတော့လေဘာလို့တဲ့မှတော့အောက်တိုက်ကလေးတစ်ခုလုံးအကုန်စုလောင်ထားအဲ့ဒီကျနတ်တွေတိုက်ပိတ်ခံရတာအဲ့ဒီ39ရောက်စုပြီးတော့အကုန်လောင်ထားတာဒါကထုံးကြအဲ့ဒါဘာခေါ်တယ်မှတ်တော့နတ်လောင်အောင်လို့ခေါ်တယ်ဒါကရာဇဝမှာမှန်ပါရှိပါဗျာနော်တုံးလုံးအကုန်စုထပ်ထားတဲ့အတွက်ကြောင့်မို့လို့တဲ့နတ်လောင်ကြောင်းမဟုတ်ဘူးတဲ့နတ်ဒီတုံးလုံးလဲလျောက်နေရတာလို့နတ်လျောက်ကြောင်းတဲ့မဲဒီလိုလဲခေါ်သေးတယ်အဲ့ဒါ39ရဲ့သမိုင်းအကျဉ်းချုပ်ဟုတ်လားအကျဉ်းဟောရင်39ရဲ့ဟောတော့မဟုတ်နော်ဒါကတော့မှတ်တာ39မိနစ်အတွင်းအတင်နဲ့ဆိုတာအဲ့ဒါသရင်နေလျှောက်ကြည့်လိုက်တော့ဗမာပြည်ဖြစ်နတ်တွေပဲများတယ်အိန္ဒိယပြည်နတ်ကနည်းနည်းပါးပါးပဲပါအိန္ဒိယပြည်နတ်ကနည်းနည်းပါးပါးပါတယ်တောင်လုံးကဟိုနှကောင်ပါတယ်နော်တောင်မျိုးကနှကောင်ပါတယ်အဲ့ဒါအိန္ဒိယပြည်တွေပေါ့သူတို့တွေကဟုတ်လားသူတို့လျှောက်ကြည့်လိုက်တော့ဟိုကောင်းကောင်းသေးတဲ့လူသိမရှိဘူးအဲ့ဒါအသေးစိုးသေးတဲ့လူတွေတို့များတယ်လည်းပဲဒုတ်တုံနဲ့အရက်ခံရလို့ကဲပါယူပါနဲ့သိကြတာတွေအဲ့ဒီကောင်ကြီးလည်းအဲ့ဒါနတ်ဖြစ်တယ်ပြောတာ
အရက်တော့ရင်အမတ်ဆုပ်ပြီးတော့မူးလို့သေးတဲ့လူကြီးအဲ့ဒါလည်းနတ်ဖြစ်တယ်လို့ပြောတာအဲ့ဒါကတော့ဟာလားဒီနေ့အရက်ကြိုက်တဲ့လူကြီးအတွက်မယ်အဲ့ဒါတော်ကောင်းဟောဘုရားတွေလည်းဖြစ်တယ်ဆိုတော့အမေဒီကနေ့ခေဟာလားညခွာညိုတို့ဘာတို့ကလူတွေကအကုန်နတ်ပြည်သွားမယ်လူတွေကြီးကြဆိုဘူးသူတို့ကလည်းဟာလားအရှိစရာပဲအဖောက်တာဖောက်ချသိရတာနဲ့ဆိုပြီးတော့ကိုယ်ပဲခါရအောင်ငါဒီလိုလာကြဟိုတစ်တယ်ဆိုတဲ့ကောင်ကြတော့မိဖို့တဲ့ဖုတ်ခံရတာနော်သူကကေပါယူပါတယ်သာသာပဲအော်ဟေ့ညင်ယူပြီးတော့သေသွားတာသူလည်းပဲနတ်တဲ့သူနှမလေးကလည်းပဲငါအကူကြီးမိတဲ့ဖုတ်ခံရလို့သေရင်တော့ငါလည်းမထူးပါဘူးလိုက်သိမယ်ဆိုမိတဲ့ခုံချလို့သေအဲ့ဒါလည်းပဲနတ်ဖြစ်တယ်တဲ့နော်တဲ့တယ်တော့သေကြီးဆိုတော့သူ့နှမလေးသူ့မလာကထွက်ပြီးဟောဒီအောက်ပိုင်းမုံပြည်နေကြတော့မွန်ရှင်မြင်တယောက်နဲ့ညာပြီးတော့သမီးလေးရတာ2နှစ်သမီးလေးတနေ့3ကလာတယ်ဆိုတော့သူက3မှလာခေါ်တယ်တစ်လည်းရဲ့နှမအဲ့ဒါ3မှလာနန်းတော်တဲ့တနေ့3မျိုးလှနေတယ်ဆိုတော့ကြံနဲ့မလှတဲ့မိကြတွေကမနာလိုကြဗျာမျိုးသမီးရဲ့လောကအဲ့ဒါကလည်းဓမ္မတာကြီးဖြစ်မနာလိုတော့အကိုင်းမဖြစ်ကြည့်ဘူးဆိုပြီးတော့မနာလိုတဲ့ဓမ္မတွေကဂုံးတဲ့တော့ရှင်မင်းကနန်းတော်ကနှင်းချအဲ့ဒါနဲ့သမီးလေး2နှစ်သမီးလေးပိုက်ပြီးတော့3မှလာကအံသာဝရီကနေပြီးတော့အညာဆန်းငါရွှေမြန်းမျိုးများရှိရာပြန်မယ်ဆိုဆန်တက်သွားတယ်တက်တယ်တော့တကောင်းသားပြပကံသားမဟုတ်ဘူးတကောင်းဆွေမျိုးတွေရှိရာပြန်မယ်ဆိုပြန်လာတာအင်းဝရောက်ရောအင်းဝကြတော့ခကြီးအဝေးကြီးကလာခဲ့ရတာခကြီးပန်းလို့3မှန်လားအင်းဝမှာသေရောအဲ့ဒါနတ်ဖြစ်ပြန်ရောဘူးလည်းပဲဩသမီးလေးက2နှစ်သမီးလေးမနဲမိလို့ခေါ်တယ်ဘာလည်းမိလို့ခေါ်တယ်2နှစ်သမီးလေးကလည်းကိုင်းအဖေကနေချအမေကလည်းပဲလက်ခုလာသေးဆွေမျိုးတွေထံတကောင်းလည်းအဝေးကြီးရှိသေးတယ်အမိမဲ့အဖတ်မဲ့နဲ့ဆွေမဲ့မျိုးမဲ့အဲ့ဒါလည်းပဲနတ်ဖြစ်ပြန်ရောတဲ့အဲ့ဒါမနဲမိနတ်လို့ခေါ်တယ်ဒီကနေ့ခေတ်ကြတော့မှမနဲမိလို့ခေါ်ကြတာမင်္ဂလာမနဲမိကနာမည်ရင်နော်မနဲမိနတ်သမီးဖြစ်တာနှစ်800လောက်ရှိသွားပြီနော်ဘုရားထင်တယ်မန္တလေးသပင်ပြူသွားကျိုးလို့အပွားကြီးဖြစ်ဖို့ကောင်းတယ်ဒါပေမဲ့သူတို့ကလေးနဲ့ဝင်မှုတော့ညံ့နဲ့ခလေးလေးလိုဝင်မှုတယ်ဗျာကိုဒီအပြိုးတောင်မဖြစ်သေးဘူးအဲ့ဒီလိုသူတို့ကိုယ်ပဲကြတာဒီပြောတာပါဟုတ်လားအဲ့ဒါဒီအားကိုးရတဲ့ကာလုံးကြမိမိတို့ရဲ့သရဏဂုံညှဉ်းနှွမ်းချမ်းကိုဘုန်းကြီးတို့ပြိဿများဒါနားမလည်ကြဘူးဒီလိုဖြစ်တယ်မိမိတို့ရဲ့ကံအားဉာဏ်အားဝရိယအားအစွမ်းတတ္တိတွေအပြည့်အစုံရှိတယ်ကိုယရဏသုံးပါးရဲ့ဓာတ်တွေအပြည့်အစုံရှိတယ်ယရဏဓာတ်ဗုဒ္ဓယရဏရဲ့တတ္တိဓမ္မယရဏတတ္တိသံဃယရဏတတ္တိကိုရဲ့ကံဉာဏ်ဝရိယတတ္တိဆိုတဲ့တတ္တိတွေကိုမှအပြည့်အစုံရှိတယ်အဲ့ဒီတတ္တိတွေဘေးနာအပါဖယ်ထားပြီးတော့ဟိုမှာအပိုးကြီးအားကိုးရရှာတော့ဗျာကိုတတ္တိကိုတုံးအောင်လုပ်တာနဲ့တူတယ်ဗျာနော်မှန်ပါဗျာကိုတတ္တိကိုတုံးအောင်လုပ်ရကြတယ်အဲ့ဒါကြောင့်အပိုးများအားကိုးရမရှာကြပါနဲ့သူတို့ဟာသူတို့ရှိခြင်းလည်းရှိမရှိခြင်းနေကုသိုလ်ကောင်းပြုပြီးတော့မင်းတို့တွေအသေးဆုံးနဲ့သိကြရတာဒီလိုအသေးမျိုးဘယ်တော့မှမသိကြပါစေနဲ့ဟဲ့မေတ္တာလေးဗာလေးပို့ပြီးတော့ကုသိုလ်ကောင်းမှုအမြတ်အတန်းပေးဝေးလိုက်ဒါကတော့သူတော်ကောင်းတို့ရဲ့လှုပ်ထုံးလှုပ်ကောင်းနေအဲ့ဒါကတော့ဟုတ်ပါလားမှန်ပါဗျာအဲ့ဒီလိုမဟုတ်ကြဘဲနဲ့ဒုပိကအာကိုရာကတော်များတယ်အာကိုရာများဘေးပြတတ်တယ်ဆိုတာမှတ်တာနော်ရေရဲသွားတဲ့လူတွေကလည်းကြောက်လိုက်တာရေနှစ်သေးလူကိုအဲ့ဒါအာကိုတယ်ရေရဲသွားတဲ့လူကဟိုမှာရေနှစ်သေးတဲ့လူအာကိုဘယ်လိုလုပ်ကြလဲသူတော့နေနေတာမောက်ရှယ်လေဒီနှစ်သေးတာအဲ့ဒါနော်အဲ့လိုဖြစ်ကြတာဟုတ်လားမိကြောက်တဲ့လူကလည်းကြည့်ပါဦးမိဖုတ်ခံရတဲ့လူအဲ့ဒါအိမ်မော်တင်ကိုပဲထားတဲ့တယ်မိဖုတ်ခံရတာနော်အဲ့ဒါအိမ်မော်တင်ကိုပဲထားသူတို့အိမ်မိလောက်တော့အုံးလေးလေးလည်းပါသွားဘာတမ်းလဲကဲရေရဲသွားတဲ့လူတွေကလည်းရေနှစ်သေးတဲ့လူကြီးကဲပါလူတော်နှစ်နေရတယ်သူကမလို့ကဲပြီးတော့အိမ်အုံးလေးတင်တော့ရှိသေးတယ်အုံးလေးကိုကလကအနီလေးနှစ်ခုနဲ့ကာမထားဘူးလားကာထားပါဗျာဘာလို့ကာထားပြီးတော့
မီးကြောက်လို့ကာထား 妈妈， သိကြတယ် 妈妈， ခရမ်းကိုစီနီးတယ်ငြိမ်ငြိမ်ဟောနာတောင်မှဟိုအုံးပြီးမီးရောင်မအပ်စီလေမနေ့ကတာဟိုလူကမီးတော်ကြောက်တယ်မီးနဲ့သေးတဲ့လူကိုအဲ့ဒါကြောင့်ဘယ်တော်ဝါကြီးတွေဒကာကြီးတွေအိမ်မီးလောင်ရင်လေသိကြတယ်မီးဆိုအဲ့ဒီလူအရင်ဆုံးပြေးသူကမီးနဲ့သေးတဲ့လူဆိုတော့မီးသိကြောက်တာသူ့အုံးဒီမီးရောင်တောင်အထိမခံရဘူးလေဗျာဘုရားနဲ့သူနဲ့မတည့်ဘူးဖြစ်ပေါ့ဟုတ်လားအဲ့ဒါအာကိုကြဩတဏ္ဍခါတွေကလည်းပဲ့ထားတယ်ဘယ်လိုဖြစ်ရှုံးမတိမှန်ထားတဲ့တောင်ဟုတ်လားဘုန်းကြီးတို့ဘုရားကသဘောကောင်းတယ်ဒါကထုံးကြောင့် 妈妈， ဘုရားသဘောကောင်းတယ် 妈妈， မကောင်းဘူးလား 妈妈， ဘုရားသုံးတော်တင်ရင်လည်းအုံးပြီးလက်ညှိုးလောက်အစိတ်နှစ်စိတ်လောက်တင်ရင်ဘုန်းကြီးတို့ဘုရားကကျင့်တတ်တယ်ဟုတ်မလား 你那把， အဲ့ဒီမောင်တက်တယ်ဆိုတဲ့ကောင်ကတော့အဲ့ဒီလက်နှလုံးလောက်အစိတ်ကလေးသွားတင်ရင်တော့လက်ဖင်ချက်ချင်းကိုဖြစ်တယ်အလုံးလိုက်တင်မှကြိုက်တယ်ဒီလိုမဟုတ်လား 妈妈， ။ဒါရင်ဘုရားအုံးကြီးတင်တာနဲ့ဟိုလူအုံးကြီးတင်တာဘယ်ကအန္တရာယ်ကင်းဘုရားကဘာမှမလုပ်ကောင်းလိုက်အောင်လဲတခါမှမလုပ်ဘူးနှာစီးအောင်လဲတခါမှမလုပ်သောနာမတင်တာတလောက်ကြာလို့အဲ့ဒါဘုရားမေ့နေလဲဘာမှမဖြစ်ဘုန်းကြီးတို့ဘုရားများကိုယ်ွယ်ရတာဘေးကင်းလိုက်တာချမ်းသာတယ်နော် 妈妈， ဟိုလူတော့အုံးကြီးကျွတ်မီး6မယ်မကြမ်းနဲ့ချက်ချင်းဘိုင်းနာတယ်တောက်လိုက်တယ်အကုန်ဖြစ်တာအေးအဲ့တော့ဘေးကင်းရာကိုယ်ွယ်ကြပါရှင်းရှင်းလေးပြောတာဘာသုတ်တမ်းမှမဟုတ်ဘူးအဲ့ဒါညာနိဒရာသုတ်တမ်းလို့သာမှတ်တာဟုတ်လားမိုးရွာနေတာဒီလူတွေကြံမဖြစ်ဘူးကိုသိတယ်ဘယ်ချိန်ကြီးဟောရဟုတ်တယ်မလားအေးကားတို့ရော 呀， နော်ဘုန်းကြီးတို့ဘုရားသဘောကောင်းဘူးလား 老高嘛， သဘောကောင်းတယ်ဒီကနေ့ဆွမ်းတော်တင်ထားတယ်မေ့နေလို့တဲ့နှစ်ရက်ဆွမ်းတော်တင်ဘွားကြီးမဆွမ်းအောင်ဆွမ်းတော်တင်ဘွားကြီးဘုရားရှိပို့လို့ဘုရားကဗာပြော 妈妈不叫， တဟန်ပြုံဘုန်းကြီးတို့ဘုရားသဘောကောင်းတာဘုလူကကျွမ်းကြီး6တန်းနဲ့ချက်ချင်းကောင်းဆက်ပြီးတော့ထုတာအောင်းဒီကျွမ်းကြီး6တယ်ဆိုချက်ချင်းလာတယ်ဟုတ်မလား 妈妈， အေးဒီလိုဖြစ်ကြပြီးတော့သူတို့အုံးကြီးဘိုးနဲ့လည်းပဲအဲ့ဒါမနေဘူးမွဲလာပြီအုံးဒီတစ်လုံး6ကြရန်ကုန်ဆိုရင်15ကြလည်းပေးရတယ်ချင်းလေးကောင်းရင်အမယ်18ကြလည်းပေးရနော်ချင်းယူချင်းလေးပါရင်20ရက်ကလေးပါအောင်မယ်ဆိုလို့ရှိရင်အမယ်24ကြလည်းပေးရဟုတ်လား 妈妈， အေးဒီလိုလားဒီတော့အုံးဒီဘိုးတွေသူတို့ကဟာလားတက်ခါတကအုံးဒီလဲချင်းရောပါရောရက်ရောပြင်းပြင်းချင်းရောလဲလဲအသိလောက်ကြ 妈妈， နော်ချင်းချင်းလေးကဘောင်းတာ 老高的， ဘောင်းပါ 妈妈， ဩတကူကြီးလိုက်တာသေးသေးလေးကိုအကြီးကြီးဖြစ်အောင်လုပ်ပေါင်းတယ်နော်တော်တယ်သူတို့များကြတော့အုံးဒီဘိုးတွေတကထွန်းကျော်တလတစ်လုံးလောက်လဲတလတစ်လုံးလောက်လဲအုံးဒီဘိုးတွေအသိလောက်ကြတာ 妈妈， ဟုတ်တယ်မလားတနေ့ဆိုရင်တကထွန်းကျော်စဉ်းစားကြည့်စမ်းတလအုံးဒီတစ်လုံး25ကြတလအုံးဒီတစ်လုံး25ကြတနေ့ဆိုရင်ဘယ်လောက်ဖြစ်သွား300တနေ့တနေ့ကိုတအိမ်တိမ်မှာအုံဒီဖို့300ကုန်းတယ်မောင်တက်တယ်စားနော်ဘုရားဆုံးတော်တင်လည်းအဲ့တော့မကုန်ဘူးဟုတ်တယ်မလား 妈妈， ဘုရားဆုံးတော်ကတည်းအဲ့တော့မကုန်ဘူးတကထုံးကျော်တချို့ပေါ့ 妈妈， ဟုတ်လားတနေ့300လောက်ကုန်တယ်ဆိုတော့စဉ်းစားတာကြည့်ရောအိမ်တိမ်မှာတနေ့300အဲ့ဒါမျိုးတစ်မျိုးမှာအိမ်ကြီး1000ရှိတယ်ဆိုရင်900ပဲတင်နေတာဟို900မတင်ဘူးတတိုင်းလုံးတစ်ပြည်လုံးနဲ့တွက်ကြည့်ရင်ဘုန်းကြီးထင်တယ်တစ်နေ့ကိုဂရီ40လောက်ကုန်မတင်နိုင်ငံတော်ရဲ့ဘတ်ဂျက်မှာလုံငွေပြမောင်တစ်တယ်ကြောင့်ဟုတ်ကဲ့သူ့အုပ်ပြီးဖို့တော်ကုန်နေတာနဲ့ဘူးနော်အုပ်ပြီးဖို့တိုင်အဲ့ဒါတွေသုံးပြီးနေကြမယ်အသားတဲ့ဟောဒီ6တက်ကြီးကိုတော်ကြီးကိုရွှေချလိုက်ကြာလာပြီပြီးတာအဲ့ဒီကလေး40ဒီပို့လိုက်ဘုရားမဟုတ်ဘူးသူတို့ကပဲရေသုံးတို့လုံးနေကြတာဟုတ်လား 妈妈， အေးအချင်းကြီးအကျိုးမရှိရမှာကုန်းတာများတယ်တဲ့ဘုန်းကြီးတို့ကိုးကွယ်ရများတဲ့ပုဂ္ဂိုလ်များမှာဟုတ်ကဲ့လားအေးဒါကတော့အဲ့ဒါ38မင်းမို့လို့နော် 妈妈， 49မင်း59မင်းလို့ဆိုရင်တော့ခက်တယ် 妈妈，他俩去， သားပြတော့ရှိမှာမဟုတ်ဘူး39မင်းရှိလေ
ခုနဥရှင်ကြီးနဲ့ဟိုအရက်ပေါက်လို့သေးတဲ့လူလိုက်ဦးမင်းရောအဲ့ဒီ2ယောက်က39မိနစ်နဲ့မပါဘူးအေးဒါပြီးကြပါသိမယ်ကိုကတော့အဲ့ဒါတိုက်ရတယ်မပါဘူးဥရှင်ကြီး39မိနစ်စရင်ပါမပါဘူးဦးမင်းရောလည်းမပါဘူးဒီလူ2ယောက်ဘာဖြစ်လို့မပါတာလဲတိုင်းဒီမှာတော်ကြီးကျယ်တဲ့လူ2ယောက်39မိနစ်နဲ့ပါဖို့ကောင်းတာမပါဘူးဘာဖြစ်လို့ပါလဲစဉ်းစားဟိုမှာ39စရင်ကပြည့်နေအဲ့ဒီ2ယောက်ထပ်ထဲတော့39မိနစ်ဖြစ်တော့39မိနစ်ဖြစ်မှာတော့ဟိုလက်ရှိဘိုးကော်မတီ39ယောက်ကလက်မခံဘူးမင်းတို့2ယောက်ပယ်လိုက်တယ်တော့စရင်ပိတ်သွားတာဟုတ်လားစရင်ပိတ်သွားတယ်ဒီလူ2ယောက်ကကျန်းနေအဲ့ဒါစရင်ပိတ်လက်ချံမှတ်တာဒီ2ယောက်စရင်ပိတ်လက်ချံသူတို့2ယောက်နော်ကြိုက်တာတို့ရောဘုန်းကြီးတို့ပရိသတ်ပေါသူတော်ကောင်းတို့တဲ့သာသနာကိုယ်ွယ်ရမှန်းဆိုတာရပါလားရပါကြပါဗျာရသုတ်တံဝိနည်းအဘိဓမ္မာဒီပိကသုံးပုံကိုသယ်ဆောင်လာတာဘယ်သူလဲဆိုတာသုဒ္ဓဗုဒ္ဓမထေရကြီးများသုံးဝိနည်းအဘိဓမ္မာတဏှိသီလသမာဓိပညာဆိုတဲ့ရှင်းစဉ်ကြီး3ရပ်ကိုစောင့်ရှောက်ထိမ့်သိမ့်တော်မူတာဒုပိသသုဒ္ဓဗုဒ္ဓမထေရကြီးများနော်ဒုပိသကျင့်တရားသည်ဒီပိကသုံးပုံကအစီထုတ်ထားတဲ့သီလသမာဓိပညာဆိုတာရှိပါတယ်အဲ့ဒါကကျင့်ရမယ့်တရား3ပါးနော်မှန်ပါသီလဤတရားဖြစ်သောဝိနည်းဒါကသင်ရမှာသမာဓိတရားဖြစ်သောသုတ်တံဒါသင်ရမှာပညာဤတရားဖြစ်သောအဘိဓမ္မာဒါသင်ရမှာသင်ရမှာနဲ့ကျင့်ရမှာနားလည်ပါလားနားလည်ပါပါဗျာသင်ရမှာကသုတ်တံဝိနည်းအဘိဓမ္မာနော်ဒါကသင်စရာကျင့်ရမှာကသုတ်တံကထုတ်ပြီးတော့ကျင့်သမာဓိဝိနည်းကထုတ်ခြင်းသီလအဘိဓမ္မာကထုတ်ပြီးတော့ကျင့်ပညာကျင့်စရာသီလသမာဓိပညာသင်စရာသုတ်ဝိနည်းအဘိဓမ္မာကဲကျင့်စရာနဲ့သင်စရာနဲ့ကျင့်စရာဒီမှာခွဲလို့ရသေးလားမရပါဘူးကျင့်ဆိုတဲ့ပฏิပတ်သီလသမာဓိပညာသည်သင်ရမယ်ပိဋကကထုတ်ထားဆိုတာတကားထုံးကျော်သိချတာမှတ်လိုက်မှန်ပါဗျာနော်မှန်ပါဗျာကျင့်ရမယ်သီလသမာဓိပညာကိုသင်ရမယ်သုတ်ဝိနည်းအဘိဓမ္မာကထုံးထုတ်ပါတယ်ဆိုတာကိုတကားထုံးကျော်သိချမှတ်လိုက်နော်အဲ့လိုမှတ်သားပြီးတော့ဘုရားပရိသတ်များသီလသမာဓိပညာဆိုတဲ့ပฏิပတ်တိသုတ်ဝိနည်းအဘိဓမ္မာဆိုတဲ့ပရိယကထုံးထုတ်တာဟုတ်လားမှန်ပါဒီတော့သင်လို့သိတာရဲ့ကျင့်လို့သိတာရဲ့အသိဘယ်နှမျိုးရမမျိုးရပါဗျာသင်သိကျင့်သိဆိုတဲ့အဲ့ဒီအသိပုဂ္ဂိုလ်ဒီလိုသိလာတဲ့ပုဂ္ဂိုလ်2မျိုးတို့တွင်သင်လို့သိတဲ့ပုဂ္ဂိုလ်များကိုသင်ပြီးတော့မှသိလာတဲ့သင်သိအရှင်တို့ကိုမြတ်စွာဘုရားကသုဒ္ဓဗုဒ္ဓယန္တုပေးပြခဲ့တယ်လို့မှတ်လားသင်သိတဲ့အရှင်ကိုမြတ်စွာဘုရားကဘာရဲ့ဗုဒ္ဓလို့ယာရုပေးပါသုဒ္ဓဗုဒ္ဓပါတယ်တော့သုဒ္ဓဗုဒ္ဓပါဗျာအဲ့ဒီသုဒ္ဓဗုဒ္ဓဖြစ်တော်မူကြတဲ့ဆရာတော်ကြီးတို့သည်သုဒ္ဓဗုဒ္ဓမထေရကြီးတို့သည်ဘုရားပရိသတ်များဟောဒီမှာပရိယတ်တိသာသင်တဲ့ကြီးတွေသာသင်တဲ့ကြီးတွေဆိုတော့ထူထောင်ထားတာဟာဥယျင်ကြီးတွေစိုက်ပျိုးထားတာနဲ့တူပါတယ်။အားနဲ့တူလိုက်။ဥယျင်ကြီးစိုက်ပျိုးထားတာနဲ့တူပါဗျာ။သုဒ္ဓဗုဒ္ဓမထေရကြီးများကရှင်ကြီးတွေစိုက်ထားတယ်ကြောင်းတဲ့ကြီးတဲ့ဘုရားကြီးကြောင်းတိုက်တဲ့သံဃာ900ကျော်ရှိနော်။သောတာ900တို့ဒီကြောင်းတဲ့ကြီးတွေလာရောက်ပြီးတော့ဟလာတည်းသုံးတော့မိမိတို့စွမ်းရတရားဖြစ်ရနိကေကြီးများကိုသင်အလိလာတော်မူကြတော့ဘုန်းကြီးတို့ပရိသတ်များသုဒ္ဓဗုဒ္ဓမထေရကြီးကနိကေကျောင်းတဲ့ကြီးတွေထူထောင်နိကေကျောင်းတဲ့ကြီးတွေသုဒ္ဓဗုဒ္ဓဖြစ်လို့တဲ့သာသင်အရှင်တို့ကဝင်ရောက်ပြီးတော့နိကေတွေကိုသင်ကြားဘာနဲ့တူသွားကြလဲလို့ဆိုတော့မထေရကြီးများကဥယျင်ကိုစိုက်ပျိုးတော်မူကြတယ်ဟုတ်လားမှန်ပါဒါတမျိုးပြောရအောင်သဗ္ဗညုဗုဒ္ဓမြတ်စွာဘုရားကဒီသာသဥယျင်ကြီးကိုစိုက်ပျိုးပြခဲ့တယ်
သုဒ္ဓဗုဒ္ဓမထေရကြီးတို့ကဒီသာသနာဥယျာဉ်ကြီးကိုစောင့်ရှောက်တော်မူနေကြတယ်ဟုတ်လား မှန်ပါဗျာ သုဒ္ဓဗုဒ္ဓမထေရကြီးတို့ကဥယျာဉ်ဆောင်သာသနာ့ဗုဒ္ဓမြတ်စွာဘုရားကဒီဥယျာဉ်ကိုစတင်စိုက်ပျိုးလာဒီဥယျာဉ်ထဲမှာတဲ့အသီးမျိုးစုံအပွင့်မျိုးစုံအရွက်မျိုးစုံကိုပြီးစေပွင့်စေတဲ့အသီးမျိုးစုံအရွက်မျိုးစုံအပွင့်မျိုးစုံပြီးစေပွင့်စေတဲ့သစ်ပင်များနဲ့တဲ့သူတဲ့ဆိုတာကဘယ်သူတွေတုံးဆိုတော့သာသင်အရှင်မြတ်များဒါတော့ကြောင့်မဟာယင်တုသုံးလို့ထွက်တယ်ဘုရားရှင်ဤဥယျာဉ်ငြိမ်ကြီးကနိုင်ဖြီးအောင်ခိုင်ပြီးပေါရောက်စေကြကုန်ရသတည်း